KN Story Channel ကိုစောင့်မျှော်နာဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးဆရာမလာမင်းမမိုရေးသားထားတဲ့ဘဝရဲ့ချုံမြင်သောအစိတ်အပိုင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့တတိယပိုင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အလင်းရောင်ကအဲ့ဒီဖုန်းနံပါတ်ကိုနှိပ်တယ်ခေါ်တယ်အချိန်ကြီးဆက်တိုက်တုံ့ပြန်တဲ့အတန်ကဆက်ပိတ်ထားပါရဲ့ရှင်တဲ့။တလန်းလုံးဆက်တယ်ခုထိအိမ်ဝင်သာပြန်ရောက်လာတယ်ဆက်လို့မရအောင်ဆက်ကိုလုံးဝပိတ်ထားစေဒါတွေအခုမမေကိုအားလုံးကြမ်းမြင့်ပြန်ပြောပြတော့မမေလည်းငြိမ်ငင်းနားထောင်နေုံပဲသူဘလို့မှစဉ်းစားမရတယ်လို့မမေလည်းစဉ်းစားလို့ရနိုင်စရာမရှိဘူးမမေကဘူးစာဆိုတဲ့မြင်လေးကိုဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကသိခွင့်ရနေခဲ့တာပါသိဆိုသူကိုယ်တိုင်ဖွင့်ပြောထားခဲ့တာမမေကျွန်တော်လက်ထက်ချင်းနဲ့ကျွန်တော်ဘွားတစ်လျှောက်လုံးအနားမှာအဖော်ပြေရှိသွားစီခြင်းနဲ့မိန်းကလေးတယောက်တွေ့ပြီရမမေကိုအဲ့ဒါလိုစားပြီးအတိပေးခဲ့တာအဲ့ဒီတော့ဖေဖေတောင်ရှိသေးတယ်ဖေဖေမဆုံးခင်တနေ့ကြော်လောက်ပေါ့ဖေဖေရောမမေရောကငွေကြေးပြေဆုံးကြွားသလောက်မမောက်မမလူရန်စားမခွင်စေတဘောအေးချမ်းကြတဲ့သူတွေပဲအလင်းရောင်ရဲ့တစ်ဖက်မှာဒီစကားမျိုးမိဘကိုဒီချိန်သာပြောဘူးတော့ဒါကရိုးမြေချာရည်ရွယ်တဲ့သဘောဆိုတာဖေဖေတို့မမေတို့လည်းနားလေပါတယ်အလင်းရောင်ရဲ့အထက်မှာအမတယောက်ပဲရှိပြီးတော့မမကြီးကျင်တာကတော့မမေတို့သဘောတူတဲ့ဆရာဝန်တယောက်နဲ့လက်ထပ်လို့ခုတော့မေရိကမှာအခြေချနေကြတယ်တယောက်ပဲကျန်တဲ့တာပြည့်သူအလင်းရောင်ကတော့ကျွန်တော်ချစ်တဲ့ကောင်မလေးကိုရှာယူမှာနော်မမေအင်းမသားရဲ့ရှာယူပါမင်းမမရှာလို့မိဘဝတရားရရှာပေးရတာပါငါသားလေးကမေတ္တာရှင်မမေတို့ကသဘောတူပါတယ်အဓိကအရေးကြီးတာစိတ်ဓာတ်လေးကောင်းမှုငါသားကိုချစ်ဖို့ပညာလေးအသိနဲ့တက်ဖို့ဒါပဲငွေကြီးတွေပါမမေတို့အတွက်မလိုဘူးလေစိတ်ဓာတ်လေးကောင်းမှဒီသားနဲ့ဒီမိဘမကွဲမကွာဦးမကွဲတိုင်းမပြည့်နေရမှာလေမမေကအများကြီးမမျော်နေမတောင်းဆိုဘူးဖိုးစာကမမေသဘောကျမဲ့အလိမ္မာအိမ်မှာချွေးမလေးဖြစ်မှာအလင်းအောင်ကသိဆောင်သိရဲ့တဖြည်းဖြည်းရှင်းနေမှုတွေတဲဟောစင်နေပြိုးကတိုးကချီလောင်လာပြီးသူ့ဘက်ကလည်းခိုင်းမှာဖိုးစာဘက်ကလည်းခေါင်းညိတ်ဖို့သိဆောင်သလောက်ရှိပြီးကမှမကြမင်းအိမ်ခေါ်လာတော့မယ်လို့အိမ်ကိုယ်တော်ကြွားလို့ထုတ်ကြီးညာထားပြီးကမှဖိုးစာဦးလင်းကိုညင်မရစီတော့အချစ်အိမ်တော်ကြီးကိုဖိုးစာစဉ်းစားလို့မရသေးပါဘူးမစဉ်းစားကျင်သေးပါဘူးဘယ်တော့မှစဉ်းစားမယ်လို့လည်းကြိုနေမျှော်လင့်ချက်ပေးမနာခြင်းဖိုးစာကိုမေးလိုက်ပြီးတော့ဖိုးစာနဲ့သားတဲ့လူတယောက်ကိုရှာလိုက်ပါတော့နော်။ညင်းစကားလေးကတနာစရာသူစုံစမ်းကြည့်လိုက်တော့ဖိုးစာရဲ့အမားတို့လင်မယားဖြစ်ဖြစ်ရင်တူလေးကိုဖိုးစာတာဝန်ယူလိုက်ရတာရဲ့သိရတယ်။အဲ့ဒီကသူကမရမကပဲဒီတူကိုပါသူတာဝန်ယူဆောက်ရှောက်နိုင်ကြောင်းဖိုးစာကိုတောင်းဆိုတိုးရိုးသေးတယ်။မယူခင်တည်းကအနောက်ကဝင်တော့ဝင်မို့တန်လန့်တွဲပါလာတဲ့ချွေးမအဖြစ်ဖိုးစာမျက်နှာမငယ်ပြားစီနဲ့ဦးလင်းရဲ့ဦးလင်းတို့မိသားစုကသဘောထားကြီးတယ်။ကြည်ပြပါလေဆိုတာတော့မှဖိုးစာကဒီဝင်တော့ကြီးကိုသူတစ်ပါးကိုတောင်းဝန်မပေးချင်ပါဘူး။ဘယ်နည်းနဲ့မှဖူးစာလက်မခံမှာမို့ဦးလေးစိတ်မမြောက်တာနောက်ဆောက်လိုက်ပါနော်။လုံးဝမျောလင်းချက်မထားပါနဲ့တော့။ဖူးစာဘလို့ပြောသူကတော့မျောလင်းချက်တွေအမြင်တန်းလုံးတန်ရောစိတ်တငင်ငင်နဲ့ခုတီကိုဖူးစာမျောလင်းဆောင်တာနေခဲ့သူပါ။ဒီဖြစ်ပျက်တွေကိုမမေလည်းသိထားတယ်။မမေကဘာမှမဝေဖန်ဘူး။အလင်းအောင်ပြောပြနေတဲ့စကားတွေကိုငြိမ်ငင်းနားထောင်မင်းနေရဲ့ဒေါ်မြတ်တွေးမှလေထင်မြင်ချက်တိတိကျကျဘာတစ်ခုမှမပေးတတ်ပဲရှိပါတယ်။တားကိုလည်းဘာမှမပြောမစို့မိတ်ဆွေတို့လည်းဘာမှရေရာမတိုင်မင်ပဲရုပ်တရက်ကြီးခက်မြမြဆုံးမြတ်လောက်ကင်သွားပေါ်တော့ပုံမှန်တော့မဟုတ်ဘူးလို့ဖြစ်နေရပြီ။ဟိုဟန်ဖုန်းကလည်းဆက်ပိတ်ထားတယ်ဆိုတော့နိုင်ငံခြားများထွက်သွားမလားကွယ်။မမီကတော့ကိုမျက်စိရှိနောက်ပြန်ပြစ်ကျသွားပြီ။လေကဒလင်းခါဝေးကျသွားတဲ့ပုံမျက်စိတွေကမထွက်ဘူး။ခုတီကိုရှင်းလုံးနေ။အောက်ရောက်တော့တတိလင့်လို့သူကမြမမေးရှိမှပြန်ပြန်တလဲခြေတုံလက်တုံဖြစ်နေရှာလည်းပါတယ်။အဲ့ဒါကြောင့်စိတ်မကောင်း။ဒါလည်းတိတ်တော့စိတ်ပူပန်မနေပါနဲ့ကွယ်။ဖိုးဆိုင်ရေးဆက်မယ်စုံစည်းရမှာပါ။ဖုန်းလဲတက်ဆက်ကြည့်နေအောင်မော်လင်းရဲ့မမများကလည်းအသက်40တွင်ဝင်တော့အပြိုကြီးတရားဖြစ်ဒီမောင်ဝဲခွဲနဲ့ပဲအာကိုအားထားပြုပြီးတက်တက်လုံနေရဖို့ရှိရအောင်ဆိုတော့အလေးအောင်ကနေတဆင့်ဒေါ်ဆင်ရရှိလာမဲ့ရောင်းမဝမ်းခွဲကိုစိတ်ဝင်စားရှိရသူပါခက်ငယ်ငယ်တွေကအလေးအောင်တို့နဲ့ပဲအတူနေလာသူဆိုတော့အလေးအောင်ကိုလည်းအရင်ချလို့ချစ်ခင်တွေ့တာသူဖြစ်တယ်စက်ကြည့်နေမှာမမမြအလင်းကတမမိုင်တူတွေရှိနေတော့အန်ဒီအောင်နောက်ဆန်တင်းနေတယ်လို့ဖြစ်နေပြီအလင်းရဲ့လာပါထမင်းနဲ့ပြည့်စားလိုက်ပါမမမြထည့်လိုက်မယ်နော်အလုံးစုံစိတ်ဆင်းရဲစရာဖြစ်နိုင်ငံခြားထွက်သွားပြီဆိုတာတော့ပဲဖြစ်စရာရှိတာပဲဟာဒါလောက်များတော့အချိန်ကြီးအလင်းနောက်ကနေလိုက်သွားနိုင်စရာရှိတာပဲဘာစိတ်ညစ်နေမှလဲဟုတ်တာပဲတာကြီးဒီရောက်မှလင်းအောင်ကမမေတို့စိတ်ချမ်းသာကိုမျက်နှာထားကိုကြည်လင်းရတယ်မမမြထည့်မိပြီးတဲ့ထမင်းကိုစားရတယ်သူကိုယ်တိုင်လည်းရင်ခွင့်ရတော့နည်းနည်းတော့ရင်နဲ့ပေါ့ပါချောင်းနေတာပဲအေးမော်လီညီမောင်လည်းတို့လောနဲ့ဘာမှမသိရတော့တုံ့နေဖြစ်တာပေါ့လှေကားပေါ်ကသူလိမ့်ကြတာမြင်ရပြီးနောက်ထပ်မတွေ့ရတော့ဘူးဆိုတော့
ပူမယ်ဆိုလဲဖူးတော့ပူညင်စရာပဲလေမြမရဲ့ငါတော့စိတ်မကောင်းဖြစ်မိအဲ့ဒီဟာမြမပါလာလိုက်ရတော့မြမမြင်လိုက်ရအောင်အန်တီကတော့မြင်မှုသွားပြီပေါ့နော်မြင်မှုတဲ့စုံလေးပါပဲမှတ်တောင်သိစားမမှတ်မိပါဘူးမြမရဲ့သူကလည်းအရန်ရှိန်နေပြီးခေါင်းကြီးကငုံပဲပဲနဲ့မျက်နှာကိုသိစားဝတာမဟုတ်ဘူးဖိုးစာကကျွန်တော်တို့တိုင်ဝမ်ကိုရှိန်တာပေါ့မမေအစိမ့်နဲ့ကျအရန်ွာတယ်ဆိုပြီးကြောက်ရှာတာမမျော်လင့်ပဲမမေနဲ့တွေးလိုက်ရတာကိုသူထူပူပြီးတော့ပြားရီခတ်နေရပါအလင်းရောင်ကမျက်စိတွေဖိုးစာပုံသဏ္ဍာန်ဟန်မှန်လေးပဲတရုပ်ဝဲဝဲပေါ်လို့ထမင်းလဲကောင်းကောင်းမျိုးမချနိုင်ခဲ့ဘူးရေချိုးခန်းထွက်လာတဲ့ဖိုးစာကရောစားပိတ်ဝင်လာတဲ့မိကလေးကိုတကားဖွင့်မိလိုက်ပြုံးမြလိုက်တယ်ကောင်မလေးကဖိုးစာကိုခါညွတ်လို့ယူသေးပြူတယ်မမ breakfast စားပြီးပါပြီလားရှင့်စားပြီးပြီစားပြီးမှပြန်လာပြီးတော့ရေချိုးတာရေထဲဆင်းရင်ဆင်းလေမမအခန်းရှင်းထားလိုက်မယ်မမကရေထဲမဆင်းသေးဘူးဒီချိန်ဆိုနေသိမ့်မပူမမဒါပေမဲ့မမအေးဆေးနေမှာရက်ရှည်နေမှာလीဘယ်တော့စဉ်းစားရတယ်အော်လုံးညီမလို့ဆရာရှိရလို့ဖိုးစာကမှန်တင်ကိုရှေ့ထိုင်လို့အနေချင်းပြင်စင်နေတကယ်တော့ရောစားပိတ်မိကလေးတွေကဖိုးစာတို့ဒလောက်ကြည်စားနေစကားများများပြောလို့မရှိကြဘူးဖိုးစာကိုယ်တိုင်ကမနေ့တည်းကဒီကမာလေးကိုတမင်တကာဖော်ဖော်၍ရင်းနေနေနဲ့စကားတွေပြောထားလို့သာအခုတည်းလောက်ပြောရတာကိုမအဖော်လဲရှိရပါတာမဟုတ်ဒီတော့ဝန်ထမ်းတွေကိုစကားပြောမှပဲစကားပြောဖို့ရှိမယ်ဖိုးစာလာတဲ့ဟိုတယ်ကငွေဆောင်ခန်းကြီးကရှေးမြဟိုတယ်အားလုံးထဲမှာဈေးနှုန်းကြီးဆုံးဟိုတယ်ပဲတမင်တကာဒီကိုပဲဘိုကင်လှမ်းလုပ်ထားတာကိုထွက်မလာခင်3ရက်လောက်ကဖိုးစာကိုယ်တိုင်ပဲဘိုကင်လှမ်းလုပ်ပေးထားတဲ့ဖိုးစာတို့ရဲ့ဂုံလိုက်တရားအခုဒီမှာပဲရှိနေသေးတယ်မနေ့ကရှောက်ကလေးကတွေ့တယ်ဒါပေမဲ့ဖိုးစာကသာကိုယ့်တည်မှုကိုသိတာသူကဖိုးစာကိုသိစရာအကြောင်းမရှိဘူးမသိဘူးလေဖိုးစာဘိုကင်လှမ်းလုပ်ပြီးတော့2ယောက်ခန့်စီပြူအကောင်ဆုံးအခန်းထဲကလှမ်းချိတ်ထားရတာဆိုတော့တတိယလင်းကြီးကအနားလိုက်ယူမဲ့ထင်မိခဲ့တယ်ဘယ်ဟုတ်ပါမလဲဒီမှာတတိယတွေ့တော့အသက်20လောက်သူသမီးရွယ်လောက်သာရှိတဲ့အဖော်လေးနဲ့ဖြစ်နေတော့ဖိုးစာမှာအန်ဝန်းလက်ဖြတ်တက်ပြင်းရှာရတယ်တတိယတော့ဖိုးစာကိုသူ့ဝင်နှမ်းမှန်းလည်းမသိသူ့ကိုဒီခန်းနေကားကြီးစီစဉ်ပေးခဲ့သူမှန်းလည်းမသိရဲ့ပြေဒီဟိုတယ်ကြီးမှလာတဲခိုးတာဆိုတော့တော်ရုံပတ်စံရှိသူတွေကပဲမဖြစ်နိုင်လို့နားလည်ရမှာဖြစ်တော့ထမင်းစားကန်အပြင်စင်းညံခွေလေးမှာရင်ဆိုင်ဆုံတော့တောင်ဧည့်သည်ချင်းမိဖွဲတဲ့နေမျိုးနဲ့ပြုံးမြသွားသေးတယ်စဉ်းစားလိုက်တော့ရေးချင်းစရာပဲမျက်နှာချင်းဆိုင်ဆုံးတွေရန်စကားပြောရဖို့တောင်ခက်တဲ့ကိုယ့်ရဲ့အလုပ်ရှင်တတိယကိုယ်လူကြီးလူကောင်းချင်းဆက်ဆံတယ်လို့မတိမသားကောင်းညွတ်ပြုံးမြသွားတယ်ဆိုတော့ဘူးစာမအောင်နိုင်စွာအတန်လေးတစ်ချက်ထွက်ပြီးရှိမိတယ်လောကကြီးမှာငွေပါပဲလားငွေတို့ကြီးကင်တို့အကောင်ဆုံးဟိုတယ်တက်တဲလာတော့ကိုယ့်ကိုဘသူမှနှိမ့်စမဆက်ဆံဝတ်ပါလားဒီဟိုတယ်မှာတဲနေရဲဆိုတာနဲ့ကန်းကြီးမှာအပန်းလာပြေနေကြတဲ့သူချင်းတူတူအရေးထားစရာအဆင့်တစ်ဆင့်အလိုလိုမြင့်တယ်လို့ကန်းကြီးပေါ်တူတူချင်းရှိတာကိုပဲအဲ့ဒါဘယ်ရော်တရားဟာရီရဲ့လို့ဂီယူဆိုင်စရာစိတ်ဝင်စားစရာလို့လုပ်ပြီးတော့ပြောသွားတတ်ကြသေးတယ်ညီမဒီမှာလောက်တာကြားပြီလားဟုတ်ဟိုတယ်စောက်ဖွင့်ဝေချင်းအလုပ်ဝင်တာဆိုတော့တနေ့ရှိပါပြီရန်ကုန်ကလားပတင်ရပါဩပတင်ရလူတွေဒီမှာများလားရှိပါတယ်ဒီနားရွာနီးချုပ်ဆက်တရားလည်းများပါတယ်ဒေသခံတွေကိုဦးစားပေးအလုပ်ပေးတာပါတချို့ယာတူနဲ့လူတွေလောက်ပဲရန်ကုန်ကလာတာများတာရှင့်ကျမတို့လိုအောက်ခြေဝန်ထမ်းနေတော့များသောအားဖြင့်အားလုံးလိုဒေသခံပါပဲရန်ကုန်ကလူနေပါတယ်ဖူးစာကမနေ့ကတွေးလိုက်ရတဲ့သူကိုပြန်တတိရတယ်ဩညီမအောင်မေးကြည့်အောင်မေမနေ့ကကန်းကြီးစင်းမြလန်းလျှောက်တော့ဟိုဘက်ဟိုတယ်ထမင်းစားခန်းမရဲ့ဘေးနားမှာဂီတာလေးတချင်းစုံနေကြတွေ့တယ်ဟုတ်ကဲ့ဟိုဘက်ဘေးနောက်တည်းကဝန်ထမ်းလိုင်းလေးမဝန်ထမ်းနေပေါ့ဟုတ်ဂီတာတီးနေတဲ့လူတယောက်ကမမအတိတယောက်နဲ့တိတ်တူတာပဲအဲ့ဒါဘာတူလဲသိလားညမမြင်မင်းမဲအဲ့ဒီမှာဂီတာတီးတအားကောင်းတာဟိုတယ်ရဲ့စပုံမှုပဲမမနဲ့သိလို့လားစပုံမှုကတော့ရန်ကုန်ကလာတာဟုတ်တယ်မမသူ့နာမည်သိလားဟုတ်ကဲ့သိတယ်စပုံမှုနာမည်ကဦးချင်မီရွှေတဲ့ဖိုးစာရဲ့မျက်နှာပြုံးသွားတယ်။အော် तू ကဂျီမီရွှေဟုတ်တယ်ပေါ့။ဟုတ်တယ်မမနဲ့သိလားယင်။ကာမာလီကဒီဟိုတယ်မှာတဲတဲ့တထေးလေးသူတို့အတင်တဝူးနဲ့သူတို့ဟော်တယ်ရစပုံမှုခင်မင်းနေဆိုတာအန်အားတင်းနေရှိတယ်။သိတယ်သိခင်တာဟိုငယ်လေးတွေကအိမ်နီးနားချင်းနေလာကြတာပေါ့ညီမကြီး။မတွေ့ပြတာ9နှစ်6နှစ်တော့ရှိပြီ။ညာမသေးမကွဲတွေ့လိုက်တော့သူနဲ့တူပါလိမ့်ထင်တာ။ဦးချင်မီကမမကိုမမှတ်မိဘူးလား။မမှတ်မိဘူးထင်ပါရဲ့ကွယ်။ဘယ်မှတ်မိနိုင်မှမလဲ။သွားနှုတ်ဆက်လိုက်မှသာမှတ်မိမှာပေါ့ငငယ်ကအိမ်ကြီးကရဲ့နေခဲ့ကြတော့ဖူးစာတို့မိသားစုကဂျီမီရွှေတို့မိသားစုလောက်တောင်မပြည့်စုံမပို့ရှန်တာဂျီမီတို့ရဲ့မမိုးပပတို့ကသမီးမိတ်ကလေးမမွေးပဲတား3ယောက်မွေးထားတော့ဖူးစာတို့ညီမအင်မတန်ကိုချစ်တယ်အမလီရုံလေးတွေကချောထားလိုက်ကြတာမရဘူးညီတို့2ယောက်ငါသား3ယောက်တည်းကကြိုက်တဲ့2ယောက်ကိုယူရမယ်စကားတန်ဝဲတဲတဲနဲ့မမိုးကအာမတရားပြောလိရှိပါတယ်မမိုးကကရင်လူမျိုးပြီးအစားအသောက်
မုတ်ပဲသေးစာဟင်းရတွေချက်ပြပါမှာအင်မတန်အောင်လက်ရကောင်းပြီးနေ့စဉ်တစ်မျိုးမဟုတ်တစ်မျိုးလှုပ်ရှားနေဖို့ဝါသနာကိုပါတာဒါကြောင့်လေသူ့သားချင်းမိစမုံဖြစ်လာနေမှာငယ်တည်းကအမေဖြစ်သူတန်းကဗီဇအမွေရလာမှမသိတာဖူးစာအုံငယ်ရဟိုဘက်အိမ်မှာမမိုးတရအငွေ1000ချောင်းနဲ့အိုကြီးတို့အမွေနေပြီဆိုရင်ဘာမှညာမှမသိသေးပဲနဲ့ကိုထဲဆောင်ဖို့ဇလုံးလေးလက်ကကိုင်းငုတ်တုတ်ထိုင်သွားမြော်နေလိုက်တာပဲခလေးဆိုတော့ရှက်ရကောင်းမှန်းလည်းမသိဘူးမမိုးကလည်းဖူးစာတို့ဇလုံးလေးကိုင်းလို့ကူးလာပြီးသူ့ဟာစားကြလို့လာမြော်နေရဆိုရင်အလွန်သဘောကျတာလာဟဲ့နဲ့ရောက်ချိုဆိုရင်နဲ့တက်ခွက်ကြီးထည့်ခဲ့ပြီးတဲ့ကစုံဟုသားကူတို့မုတ်ကြစီတို့နိုတမင်းတို့ခုပြန်တွင်ခုတောင်တေးရယူခြင်းနဲ့လွမ်းစီရပဲဂျင်မီကဖူးစာတက်တနေ့နဲ့ကြီးတော့လေဂျင်မီပဲခေါ်လို့ဓာတ်နုပေါင်းပြီးပြူလာဆော့ကစားလာတာဂျင်မီယောက်ကအပါကနမရင်စတီဗင်ပြောတဲ့ဖူးစာတက်2နှစ်လောက်ငယ်တော့လေသူ့အမေကဖူးစာကိုသူ့ကမြစိတ်တွေကစားပြီးတန်ဟောစင်တွေလို့နှောက်တဲဘူးသေးတာဒါကြောင့်ဖူးစာကိုမမထားလို့ပြောင်းလာပြီးခေါ်တတ်တယ်အပါရဲ့မမထားဖို့ဖူးစာကအပကိုမကြိုက်ဘူးမောင်ကလေးလိုတငယ်ချင်းလိုပဲဖူးစာတို့မိသားစုအဲ့ဒီရက်ကွက်ကနေအိမ်ပြောင်းတော့အပငူတာမှတ်မိသေးတယ်အိမ်နောက်သူတို့လည်းအင်းစိန်ဘက်ခြံခွက်ဝယ်ပြီးပြောင်းသွားကြတယ်နေရက်တွေတနေရာစီဖြစ်သွားတော့ရန်ကုန်တမြို့တွေဆိုတော့ရမန်ကစုံညတွေ့ကြတယ်သူတို့ကိုကြည်ဆုံးကိုချင်းယူရီးယားဘက်ကူသွားပြီးယူရီးယားမနဲ့ယူသွားတာအပါကောစတေးမင်းတင်မောတက်သွားရည်တိတည်တယ်အရှင်ကသူတို့လောက်တော့မပြည့်စုံနဲ့ဘဝကိုတလို့ပဲရုံးကန်လှူရှားနေရတဲ့ငင်းငယ်ချင်းဖူးစာဟိုတယ်ကိုတက်နေနိုင်ဆိုရှိရတဲ့မျိုးမှမဟုတ်တာဖူးစာလှူရှားလို့တော့ထင်မှာမဟုတ်ဘူးသူသိတဲ့ဖူးစာကလေသမင်ရှိကြီးကိုစူးစီးရင်စီကျစ်ဆက်မိကြည့်ရင်ကျတပတ်ရှိုချရင်ချရိုးရိုးလေးနဲ့ရင်ရဲလှပါသူအခုဖူးစာကရှည်လျားတဲ့သမင်ကြီးကိုစပရင်ချောင်းမများစွာချထားတယ်လို့အမြင်အနွယ်တွေနဲ့ပြီးတော့အရင်ကဖူးစာအိမ်မက်တောင်မမတ်ပေမဲ့တစုံသိန်းနာခဲ့တဲ့အစ်စ်မြင့်ဖက်ရှင်ဝတ်ဆောင်နေနဲ့ဂျင်မီကဟိုတယ်ရဲ့ဧည့်သည်ဖြစ်တဲ့ဖူးစာကိုစစ်စီတောင်လှမ်းကြည့်ပြမှာမဟုတ်ဘူးဘယ်လိုလုပ်သိနိုင်မှာမလဲပြီးတော့သူကျူတီကဟိုတယ်ရဲ့မိဖို့ဆောင်နေမှာလေအောင်မဦးကြည်မင်းရတော့မမကတော့သူ့ကိုမှတ်မိနေဆိုရင်သူကမှပြောလို့မမှတ်မိရဘူးလေမမကပုံမြောင်းနေရညီမရဲ့ဖူးစာကပြင်းပြင်းနဲ့ဒီအခန်းရှင်းသူလေးကိုပဲစကားတွေပေါင်းဝဲပြောနေရတယ်ဟိုကန်းကြီးတစ်လျှောက်မှာလူတွေစီကားစာပြူပြီးရေထဲမှာလည်းလူများနေပြီဖူးစာကတော့ရေထဲလည်းစင်းညင်စိမ်မရှိဗရင်းမောက်ကငင်းမျောကြည့်နေပါတယ်အဝေးကိုမျောကြည့်ရတာဆိုတော့လူလေးတွေကိုတတိဖြဖြလေးတွေပဲမြင်ရတယ်ရေထဲဆင်းမလားမမရဲ့အပေါ်မရှိလို့လားမစင်းညင်သေးပါဘူးကွယ်မမကတငယ်ချင်းတွေကနောက်မှလိုက်လာကြမှာလားအဲ့ဒါလို့မဟုတ်ပါဘူးမမကကျမ်းမာရေးသိမ့်မကောင်းလို့လာနားယူတာပါအော်ဒါကြောင့်လားလူလာပြောတော့မမကျမလှုပ်ပေးမယ်ဖူးစာကကောင်မလေးကိုတက်တထောင်ပေးလိုက်တယ်ဟိုတယ်ပင်မဆောင်ကြီးရဲ့အပေါ်တက်ဒီမှာအာကာစားယုံတို့ body fitness တို့ beauty spa တို့ကာရာအိုကေတို့အဆုံရှိရနော်မမnetwork ကင်းနေလည်းရှိရအဆုံပဲမမသွားကြည့်ပေါ့လူရင်တယောက်ကိုခိုင်ခိုင်လို့မှားလိုက်တော့မမလူကလာလုပ်ပေးမယ်ခဏနေဧည့်သည်ကားတွေတစီပြီးတစီရောက်ကြတော့မှာဆိုတော့ကျမသွားလိုက်အောင်မယ်နော်မမအေးသွားဖူးစာခန်းထဲကထွက်လာပြီးဘန်ဂလိုလေးတွေနာဟိုတယ်ပရဝန်းထဲမှာပဲတယောက်တည်းဟိုလျှောက်တီလျှောက်တည်းတကောက်တခါမှမလျှောက်ဘူးတဲ့ပင်လယ်ကမ်းခြေရဲ့အလှကိုကြည်နုခံစားနေပြီပေမဲ့အဖော်သင်းတယောက်မှပါလို့ပြောစရာမကောင်းအပြေကစိတ်တိုင်းကြားရတယ်လို့မဖြစ်ဘူးကိုချင်းမရှိရလို့သိရတာပဲအတော်ပြောနေမိတာလွမ်းတာကတော့အုံးလင်းကိုလည်းလွမ်းနုနုစီကိုလည်းလွမ်းကိုနဲ့ကြောကိုလည်းလွမ်းကုံနိုင်တွေကလို့ပေါ်ကိုင်မက်တွေကိုလည်းလွမ်းဝယ်စားနေကြလမ်းတွေကလက်ဖက်တော့ဆိုင်လေးကိုတော့လွမ်းနေကောင်းနေလွမ်းမစီအဲ့ဒီလွမ်းကိုခန္ဓာရှိအောင်ခံပြီးတန်ဝန်းစင်တွေဖြတ်ပြီးတော့ဖူးစားမကြခင်အပြီးခွဲရတော့မယ်စားအချစ်လင်ရအောင်ခွက်ခွာပူးရတာပေါ့လွမ်းရတာမှဘာဖြစ်နေလဲတယောက်တည်းရောက်တဲ့ရာလျှောက်တွေလို့ငင်းမိငင်းရတွေငင်းနေရင်ဟိုတယ်တွေကားတွေခက်ကြဲရှောင်းလာနေတာတတိပြုမိတယ်ဒီဟိုတယ်ကိုလာသူတွေကကိုပိုင်ကားရင်တွေပဲများတယ်ဘတ်စီးတွေနဲ့လာတဲ့သူမျိုးလုံးဝမရှိဘူးဘန်ဂလိုတွေဘက်ပစ္စည်းတွေဖို့သူတွေအဲ့နောက်ကပါလာတဲ့ဧည့်သည်တစ်တွေမှာနိုင်ငံသားတွေလည်းပါတယ်မြန်မာတွေကတော့ကြီးလိုက်တာနဲ့တရေပုံထွက်နေတဲ့သူတွေကြီးပဲကိုကလည်းသူတို့ကိုကြည့်သူတို့ကလည်းကိုကိုအခက်ခက်ဘီချ်နဲ့လိုက်ဖက်တဲ့အယောင်တောက်ပန်းမွေးနေအစဉ်ပိုသားကောင်ကဖူးစာကိုပေါ်မှာလေးချောင်းနှွေးခတ်နေတယ်ကောင်ဝင်ကအောက်နာကာပါလာအီလို့လေမာလွင့်နေပုံကကြပြဆန်းနေခေါင်းပေါ်မှာအနားဝိုင်းပါတဲ့အုတ်ထုပ်ပြူနဲ့ဖူးစာရဲ့ပုံစံကလှပအစင်းမြင့်နေတော့အခက်ခက်ကြည့်မလာတဲ့သူမရှိဘူးလူရီကတရေချင်းဆိုတဲ့အသီးနဲ့တော့ဖော်ရိပ်အင်မတန်ရှိကြတာပဲဟေ့ကြလားအေးငါတို့ရောက်ပြီသိလားအဲ့ဒါလှမ်းချောင်းကြတာဟာပျော်စရာကြီးဒါပဲချက်ချင်းပြေးစင်းတော့မယ်တက်တာလူရဲတယောက်ဟန်ဖုန်းနဲ့ဘသူစီလှမ်းဆက်မှန်းမသိအော်ကြီးရဲ့ကျယ်ပျော်ရွှင်နေတဲ့ကြားလိုက်တော့ဖူးဆောင်ကတယ်လီဖုန်းလေးကိုတတိယလိုက်တယ်ကြည်စမ်းမိနေလိုက်တာဆက်ကိုပိတ်ပြီးပြက်ထားတာဘယ်လောက်ကြာပြီလဲညကလည်းချချင်းမသွေးမိဘူး
အခန်းမြန်တွေကခြာချင်သူရောမှဖူးစာတတိတရားနဲ့ဘင်္ဂလိုတွေဘက်ကိုပြန်လှည့်ဖို့ပြင်လိုက်စဉ်ဟမ်ဖူးစာမျက်လုံးလေးဝိုင်းသွားတယ်ရှေ့ကလက်ကေးတဲ့အလုပ်သမား2ယောက်နောက်ကဖြည်းဖြည်းလိုက်လာတဲ့မျိုးသမီး2ယောက်တယောက်ကဦးလင်းရဲ့မမင်လေးတစ်ချိန်ပဲမြင်မှုမိမယ်ဖူးစာမှတ်မိတယ်ဦးလင်းနဲ့လည်းမျက်ခုံးမျက်လုံးတွေတိတ်ဆင်တဲ့အတီနမေရတော်မြက်မြက်တွေနဘေးမှာအသက်35-40ကြားထင်ရတဲ့အမျိုးသမီးတယောက်ပါသေးတယ်ဆွေမျိုးသားချင်းဖြစ်ဖို့များပါတယ်ဦးလင်းရဲ့အမအိမ်ကနိုင်ငံသားမှာဆိုတာဦးလင်းပြောပြဘူးလေတက်တဲ့ကြီးမျက်နှာချင်းဆိုင်နေတာလာနေတာဖူးစာနှုတ်ဆက်ရမလားနှုတ်မဆက်ရဘူးလားဝေခွဲမရတဲ့ဇဝေစွာတူဟာယုံနဲ့ခြေလန့်အောင်ဘေးဘက်ဆင်းချရင်နှေးပြစ်လိုက်တယ်ဖူးစာရဲ့ပေါ်လင်းလှပလုံးနဲ့ဝှက်ဆော်ကြောင့်သူတို့နှစ်ဦးစလုံးကဖူးစာနဲ့လှမ်းကြည့်ကြတယ်ဖူးစာရဲ့မျက်လုံးတွေကရင်းနှီးနှွေးထွေးတဲ့ရိမ့်ငွေကြောင့်ထင်တယ်ဒေါ်မြက်တွေနဲ့အပေါ်ပါတဲ့အမကြီးကဖူးစာကိုမိတ်ဖွဲ့ပြုံပြုံးမြတယ်ဒေါ်မြက်တွေကတော့ဖြတ်ခနဲ့လှမ်းကြည့်ပြီးအတော်ချောတဲ့မိန်းကလေးပါလားဆိုတဲ့တိမှတ်ပြုတ်ခြင်းနေတာဆက်လျှောက်သွားတယ်ဖူးစာဘီကအမကြီးကိုကမန်းကန်နဲ့ပြန်ပြောပြလိုက်ရင်လည်းခေါင်းကလေးပါညှော့လိုက်မိသေးတယ်သူ့ကိုအုံးလင်းရဲ့မမေမမှတ်မိဘူးဝမ်းနဲ့တလူလေးတစ်ချက်ဖြစ်သွားပြီးမှမမှတ်မိရပဲကောင်းပါလေလို့ဖြစ်သိမ့်တွေးနိုင်တယ်ကိုရန်လေးကိုရောင်ဖြောက်ပြီးတော့နေကျင်တာပဲမဟုတ်လားဖူးစာကိုကြော်ပြက်လာတဲ့မြများကတော့အတော့ပဲငုံနေဟိုကောင်မလေးကချောလိုက်တာနော်အတော်ချောတာသမင်းကဆက်လာမြမြလည်းမသိဘူးအတီးရဲ့ဖူးစာအကြောင်းကိုတီတိုးဝေဖန်ကြီးမွန်းသွားပြေးကြတယ်အခန်းထဲပြန်ရောက်ဖုန်းကိုချချင်သွင်းလို့ပလက်တက်တိုင်းဒီပိုင်းနဲ့တည်းဖူးစာဖုန်းမောင်အောင်ဖွင့်လိုက်တယ်ချချင်သွင်းနေအောင်လေပါဝါအောင်ထားပြီးစကားပြောလို့ရရလို့မဟိရပြောလိုက်တယ်ဖုန်းသားလှည့်ထွက်ခဲ့ပြီးပင်လယ်ပဲလှည့်နေရဗရန်နာစီထွက်ရရုံရှိသေးတယ်ဖုန်းထားမြင်လာတာမို့ဖျားထားပြီးအလန့်တကြားဖြစ်သွားရင်းနဲ့ဖူးစာပြေးလေးဝင်လာခဲ့လိုက်တယ်ဖုန်းကိုကောက်ယူကျင်းလိုက်တော့ရင်ထဲတိတ်တုံရင်လှုပ်ရှားသွားတယ်ဦးလင်းဖုန်းနံပါတ်လေးအချက်ပေါင်းများစွာစက်ခေါ်မြင်နေရရင်းတန်နားထောင်ရင်ဖွင့်နားထောင်မယ်နားမထောင်ချီတုံချတုံဖြစ်နေလို့လက်မလေးကခလုတ်ကိုခွင်းဖို့ရွှေပြီးမှဖဲလိုက်မိပြန်တာအချင်းချင်း။အိုးဘာဖြစ်လို့မပြောစရာလို့လဲ။ကိုယ်ဘယ်မှာရှိနေရလဲ။ဦးလင်းသိနိုင်တာမှမဟုတ်တာ။ဦးလင်းနဲ့စကားပြောချင်ပါတယ်။ဦးလင်းကိုလွမ်းပါတယ်။တကယ်တော့ဦးလင်းနဲ့စကားတုံးနဲ့ပြောဆိုဝင်ဆိုတာလေလာပိုင်းလေးသာအချိန်ရှိရတာပါ။ဟယ်လိုဖူးစာတန်တော်မီအာကောင်ချောက်နေတော့ထွက်တော်မလား။ဟယ်လိုဖူးစာမဖူးစာလား။ဟုတ်ပါတယ်။ကျွန်တော်အလင်းရမှာမဖူးစာ။ဟုတ်ကဲ့ဦးလင်းဝမ်းသာလိုက်တာဗျာတောက်လျှောက်ခေါ်နေတာလုံးဝခေါ်လို့မရဘူးဖူးစာဖုန်းပိတ်ထားတယ်ဟုတ်ကဲ့ဘက်ထရီလဲချချင်ကုန်နေလို့ပါဖူးစာကျွန်တော်ဒီဖုန်းကိုဖူးစာအိမ်ရောက်လိုက်တဲ့အင်ရှင်စီရရတာဟုတ်ကဲ့ဦးလင်းဖူးစာအခုဘယ်မှာလဲဘယ်ရောက်နေလဲဖူးစာမျက်ရည်လဲလေးနဲ့ကြည်နူးဝဲနဲ့ပြုံးနေမိတယ်ဦးလင်းဖူးစာစိတ်ချတဲ့တနေရာမှာအေးချမ်းချမ်းရှိပါတယ်နိုင်ငံခြားတော့ထွက်မသွားသေးဘူးနော်ဟမ်ဘာမှလဲဖူးစာကျွန်တော်သိလို့မရဘူးလားမပြောပြရစီနဲ့လားဦးလင်းရေဖူးစာဘသူ့ကိုမှဗမာရှိရဲဆိုတာပြောမထားခဲ့ဘူးအဲ့ဒါဘာဖြစ်လို့လဲဗျာဖူးစာလှုပ်သွားတာတွေကတိတ်ပေဒီဆက်နေသလိုပဲမဖူးစာဘာတွေလုပ်နေလဲဘာတွေဖြစ်နေလဲဖူးစာစွတ်လာတဲ့မျက်ရည်သေးလေးကိုတို့တယ်ဖူးစာခွဲခွာမဲ့သူတွေနဲ့တခါတည်းအဆက်ဖြတ်လိုက်တာပါဟာဒီလိုလုပ်လို့ဘယ်ရမလဲဖူးစာရဲ့ဘာဖြစ်လို့အဆက်ဖြတ်ရမှာလဲဒိတ်ပဲမရှိတာအချိန်ကြာလို့ခွဲခွာဖို့ကြုံလိုက်လဲခွဲပေါ့ဒါမဲ့ဒါကလေအပြီးခွဲခွာရမှာမျိုးမှမဟုတ်ပဲဟာဖူးစာဘာဖြစ်နေလဲမဖူးစာတကူတော့ဖြစ်နေပါလိမ့်မယ်ကျွန်တော်သိချင်တယ်ဘာရွယ်ချမ်းနဲ့ဘာလုပ်နေရလဲမဖူးစာရေကျွန်တော်ကိုပြောပါကျွန်တော်စိတ်တွေထူပူပြီးကုန်းတိုက်ကိုလည်းရောက်မန်နေဂျာနဲ့လည်းတွေ့မန်နနုဆွေစီလည်းရောက်နောက်ဆုံးဖူးစာရင်မှရောက်သွားတာနုဆွေဘာပြောလဲသူကလည်းစကားမပြောချင်တယ်လို့ပြောချင်တယ်လို့နဲ့ဘာမှရှိအောင်မပြောပါဘူးဖူးစာသူနဲ့အဆင်ပြေရလားသူကြည်ရတာကျွန်တော်ကိုမဆက်တန်ချင်တယ်လို့ပဲမဆက်တန်ချင်တာမဟုတ်ပါဘူးနနုဆွေကဖွေမချမိအောင်မငုံမိအောင်သူ့အနေသူရှောင်မပဲလေးလုံးမိတာပဲဖြစ်မှာပါသူနဲ့လည်းဘာမှဖြစ်ပါဘူးဦးလေးဖူးစာတကူကူပြဿနာများရင်ဆိုင်နေရလားဗျာကျွန်တော်လူနေအဲ့လိုထင်နေတယ်တကူကူကိုရင်မဆိုင်ခြင်းလို့ရှောင်သွားတာမျိုးလားဟိုကျွန်တော်မျိုးမျိုးရှောင်စဉ်းစားနေမိတာပါမဖူးစာမှာပြဿနာခက်ခဲတခုရှိရင်ကျွန်တော်ကိုဘာပဲဖြစ်ဖြစ်ဖွင့်ပြောပါဘယ်နည်းနဲ့မဆိုဖွင့်ပြောပါကျွန်တော်မဖူးစာရှိမှမမရက်ပြရစီဘာဝဲဖြစ်ကျွန်တော်ဖြည့်ရှင်းပေးနိုင်ပါတယ်ဖူးစာကျွန်တော်ကိုယုံကြည်နိုင်အားကိုးနိုင်ပါတယ်ကျွန်တော်ကိုတိတ်ကြီးစင်စင်ကားကားသဘောမထားပါနဲ့မဖူးစာရေရင်းစာတယောက်လိုသဘောထားပါမဖူးစာမှာပြဿနာတစ်ခုရှိရင်အဲ့ဒီပြဿနာကကျွန်တော်ပြဿနာပဲလို့ခံယူထားပါတယ်ဘာပြဿနာမှမရှိပါဘူးဦးလင်းရေဖြည့်ရှင်းကခက်ခဲနေရမျိုးလေဖြည့်ရှင်းကခက်စရာလေဘာတစ်ခုမှမရှိပါဘူးဦးလင်းရဲ့ဖူးစာကိုယုံပါဟုတ်တယ်လေဘာမှဖြည့်ရှင်းစရာလိုတာမှမဟုတ်ပဲသူ့လိုလိုရှင်းနေပြီဖြစ်တဲ့ကိစ္စကြီးပဲအချိန်တန်ရင်တေဖို့ကိုတလိုပဲ
မိမိပြောင်ဆောင်စားနေုံကလွယ်လို့ဘာများရှိလို့လဲတေချာရဲ့လားဖူးစာရင်တေချာပါတယ်ဦးလင်းရဲ့ဒါဖြင့်ဘာဖြစ်လို့ကိုရောင်ဖြောင်းနေရလဲအားလုံးနဲ့ဆက်သွယ်ပြက်ကိုရောင်ဖြောင်းနေစရာဘာအကြောင်းရှိလို့လဲဒါကဖူးစာကြောင့်နဲ့ဖူးစာမှာဦးလင်းရဲ့ခွဲရတော့မဲ့တူတူစောစီစီကြိုတင်လေးကျင်ထားတာပဲဆိုပါတော့အတိတ်ပဲမရှိဘူးကျွန်တော်စိတ်ထဲမှာတခုဆိုတာသိနေတယ်ကျွန်တော်မဖူးစာမယုံကြည်လို့မပြောတာပဲလို့တွေးမိပြီးတော့ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်ဦးလင်းရဲ့တန်ကတကယ်ကိုကြည်ကြည်ကွဲကွဲပါပူးစာရှင်နဲ့လည်းနင်းလို့တလက်လက်တစ်ဖက်ဖက်နားခြင်းနေဦးလင်းရဲ့ရှင်နေရခြင်းဘဝပုံဒီတက်ပေါ်တန်ရုံးစီကြီးတဲ့ကြီးအောင်ကျမကိုမကြုံနိုင်ပါနဲ့တော့တစိမ့်လောက်ရှက်ဖ်နဲ့စကားပြောလို့ရမလားကျင်ဝန်းလာတဲ့မိဖို့ကန်ကြီးရဲ့ဘေးဓမ္မပေါက်ကနေရုတ်တရက်မိကုန်းထုတ်လိုက်တဲ့အမျိုးသမီးကိုမိဖို့လုံသားလေးကငေးကြည့်နေတယ်ဟိုဘာများအစင်မပြေလို့ပါလေခင်ဗျာစပုံမှုကိုတွေ့ကျင်နေဆိုတော့ဒီနနက်စာတက်ခင်းနဲ့ဟော်တယ်ဟင်းလျာတွေမှာဘာတွေများမကောင်းတာတွေပါသွားလို့လေလို့အရင်ဆုံးတွေးဖို့စီကဖြစ်သွားပုံပဲဖူးစာကပြောင်းလိုက်ကြည့်အစင်ပြေလုံးလို့ပါအစင်မပြေတာမရှိပါဘူးဖူးစာကိုကောင်လေးကလာပြီးတော့ပဲနောက်ပြောင်နေတာတွေးမိပေမဲ့ခန္ဓာကျေဝါလာတဲ့ဖူးစာရဲ့ပြင်ဆင်ကြောင်းရီဟာတော့ရဲရဲမလုံးဝင်ဘူးစပုံမှုကဦးကျင်မီရွှေဆိုလို့ပါဟုတ်ပါတယ်အဲ့ဒါကြောင့်တွေးကျင်တာပါအမနဲ့တီးပါဩကောင်လေးကြောင်တက်နေစဉ်ဟိုဒီကျင်းလိုက်တဲ့ဖူးစာကသူတို့ဘက်နောက်ကျောခိုင်းလို့စတင်ဟိုကြီးတူရဲတစည်းတချို့လမ်းပြစ်ထဲလိုက်တဲ့အဖေရောစပုံမှုဝစ်စုံကြီးနဲ့ဂျင်မီရွှေကြီးကိုလှမ်းတွေ့လိုက်တယ်ဂျင်မီရွှေကြီးလို့ခေါ်ရတာငငယ်တွေကတငယ်ချင်းဂျင်မီကသူများလူနှစ်ယောက်စာလောက်ထောင်ထောင်မောင်းမောင်းဝဝထာထာကြီးဖြစ်လို့ပဲအရက်က6ပေလောက်ရှိပြီးလူဝဝပြူတဲ့ဘက်ပါတယ်အသားဖြူဖြူပေါင်းဖောင်းနဲ့ဂျင်မီကသဘောလေးကောင်းတော့အင်မတန်ခင်ဖို့ချစ်ဖို့ကောင်းတယ်ဂျင်မီကိုခုလိုမမျှော်လင့်တဲ့နေရာမှာပြန်တွေ့လိုက်ရတဲ့အတွက်ရှင်ထဲမှာကြည်နူးဝမ်းမြောက်မိခြင်းဟာကိုယ့်ရဲ့ဒုက္ခသောကနဲ့ဝေဒနာတွေတောင်မိစေပါတယ်စပုံမှုဧည့်တယ်ပါခုနကောင်လေးကဂျင်မီနာသွားပြီးတရင်ပြလိုက်တော့ဂျင်မီကတန်တော်နှဲကြည့်ပြီးဇွေဇွာနဲ့ဖြည်းဖြည်းရှောက်လာတယ်ရှင်မက်မှာတုံးဖက်လေးတွေဇာလီတွေပါတဲ့ဂျော်ဂျက်အပါးစားဖြူလက်ရှိဘလောက်လေးနဲ့ကာကရောင်စကက်ရှိပုံချကြလေးတွဲဝတ်ထားလို့လှပတဲ့ပန်ဆယ်ကြီးဖနက်နဲ့ပြောင်ပြောင်လေးနဲ့အစစ်မြင့်လှပနေတဲ့ဒီမိန်းကလေးကသူ့ရဲ့သေးဆိုလို့ဂျီမီရွှေအံ့အားသင့်တယ်ဖူးစာကပြုံးချင်လာတဲ့နှက်ခမ်းကိုလက်ဝါးလေးနဲ့အုပ်ထားပြီးမျက်နှာတစ်ခုလုံးလည်းမမြင်တော့ဇမင်းကကူကူအရှိကြီးရနဲ့စံစံပြပြလှနေပြီးတော့အားလုံးကြုံကပေါင်းလိုက်တော့ဒီရတဲ့ကြီးမှတဲနိုင်လောက်တဲ့ဒီသတိမလေးကိုသူမသိလို့ပါပဲဆိုပြီးဂျီမီရွှေထင်မိတယ်။ဘာကိစ္စများပါလိမ့်ခင်ဗျာ။ဖူးစာကအရမ်းမြေထွားထွားကြီးနဲ့သူ့ကိုယူသေးနေတဲ့ဂျီမီကြောင့်အတော့ကိုရှိချင်းနေ။ကိစ္စကခောက်ဆွဲကြော်ဆိုပြီးမှားစားလိုက်တာဒီကောင်ကြော်တွေဖြစ်နေလို့ပါပဲဦးချီမီရွှေရဲ့ဂျီမီရွှေကလက်ဖယ်လိုက်တဲ့ဖူးစာကိုချက်ချင်းမှတ်မိတယ်။ဟာမမတာအကျဉ်းအုံရင်လိုက်တဲ့ဂျီမီကြောင့်ဖူးစာရှုံ့မိသွားတယ်။နင်ကလေဟာဒီနမေကြီးခေါ်တော့မောစရာကောင်းလိုက်တာ။နင်ဘလို့ဖြစ်နေရလဲ။ထီထီပေါက်လို့လား။ယောက်ျားရသွားပြီလား။နင်ယောက်ျား boss ပေါ့ဟုတ်လား။ဖူးစာကရှက်တော်သားမျက်နှာလေးရဲရဲနေ။ဟဲ့ဘေးကယောက်ျားရအောင်ပါလေ။ငါပြိုပဲရှိသေးရဲ့သိရလား။ဟုတ်လား။ဟုတ်တယ်။ဒါဖြင့်နင်ဘလို့လုပ်ပြီးဒီဟိုတယ်မှာဒီပုံစံနဲ့လာတဲနေရလား။လက်ဖွားကြီးကိုပြန်လို့အထက်အောင်ဆုံဆန်ညှို့ပြရင်ပြောတဲ့ဂျင်မီကိုဖူးစာပြုံးပြနေရကဝမ်းနေစိုးနေလာတယ်။ငါနင့်ကိုစကားတွေအများကြီးပြောစရာရှိရဲ့ဂျင်မီရဲ့အေးစစ်စစ်ပြောပါမယ်။နေပနည်းကနေမှလေမသိသေးဘူးကြောက်အောင်ပါ။အဖေဘသူနဲ့လာလေ။ငါတယောက်တည်းဟာတယောက်တည်းဂျင်မီကမရှုံနိုင်အောင်အံ့ဩတယ်။မမို့ရောနေကောင်းလား။ပပကတော့ဆုံးသွားတာကြာပြီဖူးစာသိတယ်။အမိုးကလေးဖြတ်ထားတယ်။ဟဲဟိုအေးစိတ်အိမ်မှာပဲလား။အေးဘသူနဲ့နေလဲ။ငါမိမနဲ့ကလေးနဲ့တူတူနေတယ်။ကိုချင်းကသူ့အိမ်တော်ယူရီးယားမနဲ့ကွဲသွားတယ်။သာသနာပြုဖွဲ့နဲ့လာအောင်ပတ်ပါသွားတယ်ကသတိမကျရအောင်။အဆက်တွေလည်းမလုပ်ဘူးလေ။အပါကလေယူရီးယားမှာပဲမိမယူထားတယ်။တင်မောတက်တဲ့အခါတည်းတင်မောစင်ရင်ဒီပြန်မလာဘူး။ယူရီးယားကမိမကြီးပဲစင်တာ။အမိုးကိုလာပြန်မကြည့်ဘူးဟာ။ဟိုတကဆက်တွေတော့လူစုံနဲ့ငွေစက်သိန်းထည့်ပြီးလွှတ်လိုက်တယ်။ငါဒေါသဖြစ်လိုက်တာဟာဒီကောင်အပါလေးငါတွေ့ရင်ဆွဲထိုးတယ်။အေးရဲ့အပါကလေအဲ့ဒါမမထားညံ့လို့ပေါ့။လောက်လာပြန်ပြီ။ဒီကောင်ကလေနင်းပြန်မကြိုက်တရားစိတ်လီနေရ။ဘာမှမဆိုင်ပါဘူးရှောက်မပြောနဲ့။အေးဂျင်မီရေနင်ငါ့ကိုမမထားလို့ခေါ်တာကောင်းတယ်။ငါ့ကိုရှောင်းပြီးနမဲမခေါ်နဲ့သိလားမမထားပဲခေါ်။သူများတွေကိုလည်းမမထားပဲသိပါစေ။ဟိုတဲဖို့မှတ်ပုံနေနေရနမဲရင်းကိုလည်းဘယ်သူမှသိသေးတာမဟုတ်ဘူး။သူများမေးငါမမထားပဲနော်။ဂျင်မီကမယုံသင်္ကာကြီးကြည့်တယ်။ဟိုနင်ဘာတွေလူသိမခံနိုင်တာရှုပ်ရှက်ရှက်လှုပ်လာတယ်။ဘာမှမလုပ်ရပါဘူးဂျင်မီရေနင်ကအကြောင်းသိတာနဲ့ငါဒီမှာငါသိရလူနဲ့လာဆုံနေလို့ငါမှန်းသိမသွားစေချင်လို့ပါဒါရီနေ့ကိုငါနောက်မှအေးဆေးပြောပြပါမယ်ဟာ
အမိုးလေဖြတ်နေရစိတ်မကောင်းလိုက်တာဟဲ့အခုနေမဲ့မမို့ကိုကျွေးမွေးစိတ်ကူတာပေါ့ဒါပေါ့ဟာငါလကကောင်းပါလေငါလဲယူရီးယားခဏသွားလိုက်သေးရပဲလေနင်သိရမဟုတ်လားနေမှဆုံးတော့ပြန်မြောက်သေးလို့မလာရတာအဲ့တော့ဟိုမှာစုံမိုးတင်နဲ့တက်ခဲ့နိုင်နေတနေ့လောက်လဲလက်ထောက်ပြန်လုပ်ခဲ့တာဒါနဲ့ဒီပြန်ရောက်တော့အလုပ်တန်းရပါတယ်အစရန်ကုန်ကပဲဟိုတယ်ကစုံမှာလက်ထောက်ပေါ့နောက်ဒီငွေဆောင်အလုပ်ခေါ်တာလစာကောင်းလို့ဝင်လျှောက်တာရတာနဲ့ငါဘာမှမသုံးပါဘူးဟာကုန်စရာလည်းမရှိဘူးပတ်စံနေနေဆောင်နိုင်ရင်တလားနလားမကုန်တော့ပါဘူးအမိုးကိုပူရာမိမနဲ့သာကြည့်ရှုသုံးပါဟာငါမိမနေမစုံသေးဘူးနော်အေးငါမတွေ့ဘူးသဘောကောင်းနေလိမ္မာပါရီဟာငါရတဲ့လာကအမိုးစိစိနဲ့သူတို့သားမိလောက်ရုံမို့မိမကတော့ဘာမှမလုပ်ဘူးအိမ်မှာမိုးကိုလည်းကြည့်ရသေးတယ်မဟုတ်လားငါလက်ကဟိုမှာပဲပေးထုတ်ခိုင်းတာလေငါကဘာမှမလုပ်တာဖူးစာငယ်တငယ်ချင်းဂျင်မီကိုကျင်ကျင်နာနာငေးကြည့်တယ်ဂျင်မီငါမမိုးကိုစေဖို့နဲ့ကြော့ကျင်လိုက်တာဂျင်မီကဖူးစာကိုကဲခဲကြည့်တယ်သူတို့တော့ထောနေလို့နေမှာပဲဆိုပြီးတွေးရတယ်ရန်ကုန်တော့မတွေးဖြစ်ပဲဒီအောင်မှဟိုကိုလှမ်းပေးခြင်းနေတာဒီကနေလူကြုံပေးလို့ရလားရတာပေါ့နှစ်ရက်တခါသွားပြန်ရှိတယ်ဝန်ထမ်းတွေလည်း duty off တွေရန်ကုန်ပြန်လာပြီဒါဖြင့်နေအိမ်ကိုပို့ပေးခိုင်းနေပါစီကနေရလေခက်ခဲခဲငါမှငွေရှိနေလို့ပါငါပါဇက်ထဲမှာခုတီမမိုးရဲ့မုတ်ကြစီတို့တာကူတို့ရတာဆွဲနေတော့မယ်ငါတို့ငငယ်ရစေတနာပြင်းနဲ့ကျွေးခဲ့မွေးတာလीဟိုမှာတမျိုးလေးရှိပင်မဟာလူဆိုတာကိုဘွားကိုပြဿနာကိုရုံခံမှုနဲ့ကိုမဟုတ်လားတကူတကတော့မရောက်ဖြစ်တာနော်ဒါမဲ့ရင်ထဲမှာမြဲရှိပါတယ်ဟာငါလဲမမရဲ့သားကြကြောတောင်ဝတစ်ဖက်နဲ့တော်တော်ပင်ပန်းပါတယ်အဲ့ဒါကြောင့်ဘဲမှလည်းမရောက်ဘဲမှမလဲဖြစ်ကြကြောစင်မှုရောက်သွားပြီကိုခေါ်လို့ကိုနေကောင်းတယ်နော်ကောင်းတယ်ခလေးတယောက်သားလေးပဲလေမိမနဲ့တော့ကွဲသွားတယ်မိမနဲ့ကွဲလို့လေငါတို့တူဝီကိုခေါ်တာလေကြကြောကအကြောင်းတက်ပေါ်ဟာငါအိမ်မှုကိစ္စလုပ်ပြီပေါ့ကောင်းတာပဲအေးချမ်းချမ်းဘယ်မှာကောင်းမှမလဲကြည့်မိရဲ့ငါအတွက်အသက်ရှင်လိုက်ရတယ်ဆိုတာဘယ်မလဲနင်ကလေဒီနေ့မနေ့ဖြစ်မယ်တေတော့မှလို့ဟုတ်တယ်လေတေချင်းတယောက်နေပိုင်လားကြည့်မိမပိုင်ပါဘူးဂျင်မီကဖူးစာနောက်တဲ့တင်လို့ရီမောလို့နေတယ်တကယ်နော်ဘယ်နေ့ရန်ကုန်အကျိုးရှိလဲမနေ့ပြန်ရှိတယ်ဟာငါပတ်စံတယ်ကြော့မယ်နော်မမို့ကိုစားတဲ့ဆောင်ညမှရှိအောင်မယ်နင်တကယ်ပြောနေရလားဘလောက်ပို့မှလဲ9 သိန်းလောက်ဖះတခင်ဟာဒါတော့မလုပ်ပါနဲ့ဟာငါမှပတ်စံနေရှိနေရဲ့ဂျင်မီရဲ့နင်တရားပဲပြောနေရပဲဘယ်ကပတ်စံနေလဲဒီပတ်စံနေရှိနေရတဲ့အတွက်ဂုံယူတက်ကြွတဲ့ပျော်နေတဲ့ရိတ်ရောင်တော့နင်မှမတွေ့ရဘူးပတ်စံနေရှိနေအောင်ပြောရင်းနဲ့မျက်နှာညှို့မိုင်းသွားတာပဲဂျင်မီရွှေကစိုးရင်တယ်လို့ဖြစ်လာပြီးဖူးဆောင်လေးနဲ့စိုက်ကြည့်ငါဒါတွေအားလုံးနင့်ကိုပြောပြမယ်လေနင်အားတဲ့နေပေါ့ငါအတူတူဖို့အားတယ်ဒီနာချိန်ပြီးရင်အားတယ်ဒါမဲ့ဟာဘာဖြစ်ဖြစ်အမိုးစီတော့ဒီလောက်ပတ်စံအများကြီးမပို့ပါနဲ့ငါ1000 2000လောက်ကြော့မှမှတ်လို့ဂျင်မီမျက်နှာဆိတ်ရှုပ်သွားတဲ့ပုံပေါ်ပါတယ်တန်ဝန်းစီရှိရဲ့သူတွေနဲ့ဝေးရလာပါတယ်ဆိုမှပြေးမလို့ပဲငယ်တငယ်ချင်းနဲ့လာတွေ့နေရဲ့ဖြစ်ကိုဖူးဆောင်ကစိတ်ပြတ်မနေတော့ဘူးအပြုံးလေးနေပြီငါအကြောင်းနင်းကိုပြောပြပြီးနေသဘောပေါက်သွားမှာပေါ့နေအားလေးချိန်တွေ့မိချင်းပြီဂျင်မီကဖူးဆောင်ကိုနားမလည်နိုင်စွာစူးစမ်းအကဲခတ်သည်ဟိုတယ်အေကမ်းမကြီးရဲ့တောင်းတနေရာမှာဝါးကြည်တောင်လူကန်မုံကြီးအကြီးကြီးတစ်ခုထောင်ထားတယ်ဝါးကြည်တောင်ပေါ်စာခဲ့ထားတာရွာကမိဘမဲ့လူမမဲ့ကလေးနှုတ်အတွက်ပင်လယ်ထဲတည်သွားတဲ့မိဘနှစ်ပါးကကြမ်းရစ်တဲ့တစ်နှစ်သားနဲ့နှစ်နှစ်ခွဲသားကလေးလေးနှုတ်အတွက်လို့သိရတဲ့အတွက်ဖူးဆောင်ကယူနာတက်ပြီးအလူငွေထိတ်နေမိတယ်ဝါးကြည်တောင်ကြီးရဲ့အပေါ်ပိတ်မှာပတ်စံလေးထဲလို့ရအောင်အပေါင်းနဲ့တွေ့ရချင်းလေးလို့ထည့်ရတာပါထမင်းစားကန်ဘက်အတူရှောင်းလာတဲ့ဒေါ်မြမြတ်တွေနဲ့မြမြတို့တွေကြီးကအေကန်တောင်းကဖူးဆောင်နှမ်းတွေ့နေရတယ်သူတို့မှလည်းအလူထဲဖို့အစီအစဉ်နေအဲ့ဒီမှာခဏထိုင်နေလေညသွားထည့်လိုက်မယ်အေးခွေစိုးနေရလေးကဆိုဖာပေါ်ဒေါ်မြတ်တွေကထိုင်နေလိုက်တယ်သူတို့ကြောပေးနေတဲ့သပင်ကောက်ကောက်ရှိရှိနဲ့မိကလေးကိုလှမ်းကြည့်နေမိတယ်ဒီကောင်မလေးမြင်မှုတယ်လို့ပဲမိတ်ဆွေတယောက်ရဲ့သမီးများလားကြည်ရတာအဖော်လဲမပါတကူတည်းဖြစ်နေတော့စိတ်ဝင်စားစရာဖြစ်နေပါတယ်ကန်းကြီးမှာဟိုတယ်ထမင်းစားခန်းမှာမတော်တဆတွေမျက်နှာချင်းဆိုင်တွေ့မိရင်ဒေါ်မြတ်တွေကိုမကြည့်တကြည့်နဲ့ခေါင်းလေးညွှန်လို့ဦးကောင်းနှိပ်ပြီးရွရွလေးကြော်ပြတ်သွားတဲ့ပုံကအံ့အားသင့်စရာတခြားဘသူ့ကိုအဲ့ဒါလိုလုပ်သေးလဲဆိုတော့လုပ်တာမမြင်ဘူးလူတိုင်းကမဟုတ်သူ့ကိုပဲပြောမြတာနှုတ်ဆက်တာမျိုးလည်းမဟုတ်ဘယ်တော့မှမြင်မှုမလေးစဉ်းစားလို့မရဒီရော်တယ်မှာတဲနိုင်သူဖြစ်တဲ့အပြင်အဝေစားအစင်ကြီးကြည့်ရတာပတ်စံရှိအစင်းမြင့်နေတာဖြစ်လိမ့်မှာကိုခက်မှန်းရတယ်ဖူးစာနားကိုရောက်လာတဲ့သူ့ကိုလှည့်ကြည့်လိုက်ရင်မြမအောင်မြင်တော့တမျိုးလေးရှုလို့ရှမ်းနဲ့ဖြစ်သွားတယ်အမထဲမလို့လားထဲလေရပါတယ်ညီမဘီမှာထဲပါမယ်လို့ပါကြာနေမှာစိုးလို့ပါမြမကဖူးစာရဲ့လက်ထဲကိုမှတ်တမဲ့ကြည့်လိုက်တော့ထောင်နဲ့ငွေဆက်ကိုတက်ကမထူမပါတွေ့ရချင်းလေးထက်နေတော့တော်နေပြီးမှမဟုတ်ဘူး
များလက်ထဲအသိငိုင်းလာတဲ့ငွေတစ်သောင်းကိုနှစ်ရက်စီထပ်လေးလိုက်လို့9လိပ်သာရှိရဆိုတော့လေးလိုက်ထင်းလိုက်ခက်သက်သက်လေးပြူလိုက်သည်ရန်ကုန်ကပဲလားမိခွက်စဲကဆူလိုက်သည်ဟုတ်ကဲ့ပါမအမားတို့လည်းရန်ကုန်ကပဲအမားရဲ့အတော်လေးကျမ်းမာရေးအတွက်အနားယူပို့လာတာအော်ဘယ်လောက်ကြာစာနေမှလဲမအနည်းဆုံးတစ်ပတ်ပေါ့ကွယ်ညီမအောင်ကျမလေးကြာမှာပါအလဲတက်တက်ပဲလားဘသူနဲ့လားလေတကယ်ချင်းနေနေတာကျမလည်းကျမ်းမာရေးအတွက်အနားယူဖို့ပါအဖို့မပါပါဘူးတယောက်တည်းလာတာပါမအော်တယောက်တည်းလားညီမကိုကြည့်ရတာကြမ်းကြမ်းမာမာပဲဘာများဖြစ်လို့လဲအုံနောက်ဖူးစာကစကားတန်တုံနေအုံနောက်နဲ့အာယုံကျော်ဝမရဲ့အနားယူဖို့ပါပဲအော်အုံနောက်အာယုံကျော်ယောဂမျိုးကstress တွေဘာတွေမရှိပဲကောင်းကောင်းအနားယူလိုက်ရင်ခဏပါပဲကောင်းသွားပါတယ်ဟုတ်ဖူးစာကကောင်းမှညှိလိုက်တယ်များသူလူတန်းမဲ့ငွေထည့်ပြီးသွားတာဆိုတော့သွားလိုက်အောင်မေညီမကြီးဟုတ်ကဲ့ပါမနမေဘလို့ခေါ်လဲဖူးစာကရုတ်တရက်ရှင်လုံးလို့နှုတ်ဆွသွားပြီးမှချက်ချင်းတတိရတယ်မမထားပါမမထားနမလေးကချစ်စရာလေးအမမြအန်တီကဒေါ်မြတွေ့တဲ့အမှတ်ထားနော်ဟုတ်ကဲ့ရှင်မြလှည့်ထွက်လာလို့ဒေါ်မြတွေ့ကိုခေါ်ပြီးထမင်းစားခန်းဘက်စီရှောက်လာတယ်အဲ့ဒီကောင်မလေးလူနေရပတ်စံနေအများကြီးပဲအဲ့နဲ့သူကမြကိုအရင်ထခိုင်းတာနဲ့အရင်ထည့်လိုက်တာငါတို့ကိုအရမ်းမြင်မှုတာပဲမြရဲ့နမေဘသူရဲ့လေမမထားတဲ့အဲ့ဒီနာမည်တော့မကြောက်ဘူးပါဘူးအုံနောက်နဲ့အာယောကျောင်းဝေဒနာရှိလို့သူလဲလာနာယူလာတဲ့တယောက်တည်းလာတာအန်တီရဲ့အဖော်လည်းမပေါဘူးအဖော်လေးပါလေးနဲ့လာရော့ပုံမိန်းကလေးတယောက်တည်းဒီမှာတော့နှောက်ယှက်ပြုမဲ့သူတွေပါတယ်မရှိနိုင်ပေမဲ့ဘာပဲဖြစ်ဖြစ်အဖော်ပါဖို့တင်တာပေါ့ဒေါ်မြတွေနဲ့မြတို့ထမင်းစားခန်းမတွေကိုဝင်အမိုက်ကျွန်တော်မှတ်မိလားကျွန်တော်ဦးကြောင်မြင်ပါခင်ဗျကပ်မနီလေးတခါစုံသားဆောင်ရေစက်ကြလူမှာအတူတူစုံမှုပါတယ်အော်ဟုတ်ကဲ့မှတ်မိပါတယ်ကုံတိုင်းလည်းတူတူပဲမဟုတ်လားဟုတ်ပါတယ်သိပါတယ်အဲ့ဒီကုံတိုင်းကိုလည်းရောက်တတ်ပါတယ်အခုရောရောက်တာကြာပြီလားမိသားစုပါသေးလားအလုပ်ကိစ္စလေးနဲ့လာတာပါဒီမှာမိတ်ဆွေရင်းနဲ့ share သဘောဟိုတယ်တစ်ခုလောက်များစောင့်ရင်ကောင်းမလားလို့လေအဲ့ဒါကြောင့် secretary နဲ့ manager ပဲပါပါတယ်ဒီကကျွန်တော် secretary ပါ manager တော့မြေခွဲကျုပ်ကိုလွှတ်ထားလို့ပါမလားခင်ဗျလာပါမကြီးကျွန်တော်တို့အတူတဝိုင်းနဲ့ထိုင်ကြရအောင်ဒီညနေစာကျွန်တော်တဲခင်းမရစီဒေါ်မြတ်တွေကဦးကျော်မင်းနောက်က secretary ဆိုတဲ့ခေါင်းဝင်ရှင်နဲ့မိန်းကလေးကြည့်ပြီးစိတ်တရားပြည့်ယုံလဲမယုံကြည်သဘောလဲမကျဘူးဒါမဲ့ဒါတွေကသူနဲ့မဆိုင်ပါဘူးသူလဲလုပ်ငန်းကြီးလုပ်ငန်းရှင်စီးပွားရေးလောကသားချင်းရှောင်းလဲမျက်နှာပြုတ်ဖို့မကောင်းတတ်လို့ဦးကျော်မင်းလဝိုင်းတင်းရဲ့ညှို့နေရဲ့ဝိုင်းစီလိုက်ပါလာခဲ့တယ်ဘေးကဖျက်ရှောင်ရင်ဦးကျော်မင်းစကားရဲ့တစုံတစကြားလိုက်ရတဲ့ဖူးစာရေးချင်နေပါတယ် secretary တဲ့ကိုကိုတိုင်းဘိုကန်လှမ်းလုပ်ပြီးတာပါဘေးက secretary လေသူတို့တတိယ secretary ကတတိခေတော်သဘောကြတဲ့ယောက်ျားဆန်ဆန်ဒေါင်းတီမောင်တီမတ်တီစီဆိုတဲ့အမကြီးပါဖူးစာကလွတ်နေတဲ့ဒေါ်မြတ်တွေတို့နဲ့နှမလောက်သာကြတဲ့ဇွဲမှာနေရာယူလိုက်တယ်နေအောင်စပွဲအသေးလေးဒေါ်မြတ်တွေတို့ဘက်ဘေးထိုက်ကြနေတာဒီဟိုတယ်မှာတိတ်ခုတ်သူတိုင်းလူလူကဟိုတယ်ရဲ့ restaurant မှာစားကြတာဆိုတော့ထမင်းစားခိုင်းရလူမနေဘူးအမကြီးမင်းတို့ကြည့်ပါဦးမှားပါခင်ဗျကြုံကြိုက်လို့ပြုစုချင်တာပါကျမကဘာမှသိမစားနိုင်ပါဘူးကြော်မင်းရေစီးဖူးတွေလည်းသိမတည့်ပါဘူးကြက်သားမေးစားပါတယ်ထွေတူတူမမာတော့ပါဘူးဒီက chef ကတော်တော်တာဗျအရင်ကရန်ကုန်ဟိုတယ်ကလေတော်ကြရင်ဒီနေ့ဖို့သူ့ရဲ့ special ဟင်းရဝယ်လာလိမ့်မယ်သူ့ရဲ့ special ဟင်းလေးရဝယ်ရတော့တခြားဘိန်းမှရောပြီးတော့လက်ဆောင်ချပေးလေးရှိတာဟုတ်ကဲ့မနေ့ကစားလိုက်ရပါတယ်မနေ့ကတော့ရေခိုလောက်ထားတဲ့ဟင်းတစ်မျိုးလေးတိတ်မစားရဲလို့ဒီနေ့တော့ဘာလာမလဲမသိဘူးဒီဟိုတယ်ပိုင်းရှင်ဥမမောင်တန်လည်းဒီကိုခဏရောက်နေရဲ့အမကြီးရဲ့အမကြီးတို့တွင်လာနှုတ်ဆက်အောင်ပါသူတို့စပွဲဟင်းနေမှနေတော့ဦးကျော်မင်းပြောတဲ့အတိုင်းဥမမောင်တန်ကတမင်စာခန်းမှာဝင်လာတယ်ဧည့်သည်တွေဝေကြည့်ရင်ဒေါ်မြတ်တွေကိုမြင်တော့ဒီစပွဲကိုပဲရှောက်လာတယ်စီဝါရေးသမားနဲ့ဘန်လုပ်ငန်းဆိုတာခွဲခြားလို့မရတော့ဒေါ်မြတ်တွေကိုစီဝါရေးသမားတိုင်းကအရေးတီကိုနှုတ်ဆက်ရတာကြီးပဲအမကြီးရှောက်နေရလားဖုန်းတော့မဆက်လိုက်ဘူးဘယ်နေရာရှောက်လဲမနေ့ကမှဥမမောင်တန်ရဲ့သွေးလေးလည်းနည်းနည်းတူနှလုံးကလည်းနည်းနည်းအားနေကျင်တာနဲ့ပင်လယ်လေးရှူရင်ခဏတစ်ပြုတ်လာနာတာပါတားတော့မှာမပါဘူးရေသူ့လုံးလေးသူကြံခဲ့တယ်သူမနဲ့ပဲလာလိုက်တာလေဦးကျော်မင်းလည်းမှားကြလေမှားပြီးကြမလားမှားထားပါလေကျွန်တော်ကတော့ခဏနေပြန်မလို့လေဟိုမှာလှုပ်တွေထားပြီးဒီကိုကိစ္စလေးတခုနဲ့လာခဲ့တာပြီးရနေပြန်ရတော့မယ်ဒီညပြန်ဝင်မှမနှက်တက်ဖို့အစည်းအဝေးလေးရှိတယ်အော်ထမင်းစားခန်းမကြီးထဲမှာဧည့်သည်တွေတဖြည်းဖြည်းများလာပါပြီဇွဲလိုးလေးတွေစပွဲတွေနဲ့မိဖို့ပဲစီကူးကတန်းကလူလာခောက်ထုံရှိနေစဉ်မိဖို့ဆောင်နဲ့ခမ်းမကူတဲ့တကားချက်ကြီးပွင့်လာလို့ရှက်ဝစ်စုံကြီးနဲ့စပုံမူကြီးဂျီမီရွှေထက်လာတယ်အဲ့ဒါကျွန်တော်စပုံမူပဲမကြီးအင်မတန်လက်ရကောင်းတာဟောသူ့လက်တရားဟင်းမကန်ရဒီနေ့အတွက်စပယ်ရှယ်ဖြစ်လိမ့်မယ်ဦးမမောင်တန်က
ငွေလီမဲမော်ကျွေကန်ဖြူဖြူတလုံးတင်လို့လမ်းမြောက်မှကင်ပြီးရှောက်လာတဲ့ဂျီမီရွှေကိုလှမ်းကြည့်ရင်ပြောပါတယ်။သူပါတမင်စားခိုင်းနဲ့ရောက်လာတာမြင်ပြီးသူရှိရစပွဲစီလာဖို့တာပဲတင်စေဂျီမီရွှေကလမ်းခွလက်ကစပွဲလုံးစီမှာရှက်လို့ဘန်းဝင်စပွဲပေါ်ဟန်မမတင်ပြီးခေါင်းဝင်ညွန့်ဦးကောင်းမှနှဲလို့ပြုံပြုံကြီးနှုတ်ဆက်လိုက်တဲ့ဟန်နေဂျီမီနင်းလို့ပုံရလေဟဲ့ရှက်စရာဖူးဆောင်ကခတ်တိုးတိုးကျင့်လို့ရှိရတယ်ဒါဒီနေ့ special ဟင်းလင်းရလေခယူဟင်းအမလီဖူးဆောင်ပခုံးလေးတို့နေဘေးစပွဲကစပုံမိုးကြီးကိုယ်တိုင်ထွက်စပွဲတူတဲ့စပွဲကအမျိုးသမီးလေးကိုအကဲခတ်နေကြတယ်ဂျီမီဘေးဝိုင်းနေတအားဝိုင်းကြည့်နေပြီနေငါ့ကိုကြည့်အရေးတီကိုလှုပ်တယ်လို့ကြည့်ဖြစ်နေပြီဘယ်ကောင်းမှမလဲဖူးဆောင်ကတ်တူတူပြောလို့ဂျီမီရွှေဟာဘေးစပွဲတွေကိုခေါင်းငယ်လို့ညှုတ်ကအကဲခတ်လိုက်ရင်ပြုံပြုံကြီးနဲ့ဖူးဆောင်ဘက်ခါညွညွလက်ဝါးကြီးညုံပြရင်ဟောတာကျွန်တော်ရဲ့ special guest လေးပါတယ်ခင်ဗျာအတန်ခန့်အောင်ကြီးနဲ့50ဝိုင်းကြောင်ခက်မဲ့မိတ်ကြီးမိတ်ဆက်လိုက်ပြီးတော့ဖူးဆောင်နှကန်းလေးကိုလက်ဝါးလေးအုပ်ပြီးပကုံးလေးလှုပ်လို့ရှိမိတယ်ဂျီမီကနေလေကရင်နဲ့စွာနားထောင်သိလိုက်ရတဲ့ဖူးဆောင်ရဲ့အဖြစ်နေခြင်းတွေကြောင့်တစ်နေ့လုံးလည်းရင်နဲ့မကောင်းခုတည်းလည်းရင်နဲ့မကောင်းဖြစ်နေပြီးသူ့ရဲ့ငယ်ငယ်ချင်းမကိုပျော်ရွှင်ပေါ့ပါအောင်လို့နောက်ရပြောင်းရင်မတိမသာယူဆိုင်ဖေးမှကျင်တာပါမယုံကြည်နိုင်စရာကြားလိုက်ရတာမဟုတ်လားဖူးဆောင်မဟုတ်ဘဲနဲ့ပေါက်ကရရှောက်ပြောရှောင်းနှောတက်တာမဟုတ်တာသူငငေါသိလို့ပဲရှုံလိုက်ရတယ်သူတော့ငိုကျင်တယ်လို့ဖြစ်နေတာယူကျုံမြကြီးကိုဖြစ်နေတာဖူးဆောင်ကတော့ဖြစ်တဲ့အကြောင်းကောင်းမယ်ဆိုရရုံနဲ့မသိခင်းဆက်ချသူလှုပ်ချင်တာလေးတွေစိတ်လိုလျက်ပေါ်မလက်လက်စွာလှုပ်တော့မေပုံမျိုးနဲ့ထိုင်ကြည့်ခွင့်နေရာမျိုးမရှိဘူးဖူးဆောင်ရီအောင်တမင်တကာခဏထွက်ပြီးပျော်တော်ဆက်လိုက်တာဖြစ်ပြီးတော့နောက်မှလှုပ်ရှားရတဲ့တပုံကြီးဆိုတော့ဂျီမီကအပြေးပြန်ဝင်သွားတယ်အဲ့ဒီမိန်းကလေးကဘယ်ရလဲဗျဦးကျော်မင်းကဦးမောင်တန်းကိုမေးလိုက်တော့ဦးမောင်တန်းကလေသူလုံးဝမတွေ့မမြင်မကြုံမစုံမှုတဲ့လှပတင့်နေတဲ့တတိမာလေးလိုလည်းထင်ရတဲ့ဖူးဆောင်လှမ်းပြီးအကဲခတ်တယ်ကျွန်တော်လည်းသိချာမသိဘူးဗျဒီမှာတဲခွန်နေကြဖောက်တဲ့ဧည့်သည်မျိုးဖြစ်ပါလိမ့်မယ်စပုံမှုနဲ့တောင်ရှင်းနေရောလေသိပါဘူးခမားရှက်ထွက်လာတော့ဒီဝိုင်းလာပြီးထင်တာတကယ်တော့ဟိုတယ်ပိုင်ရှင်ကြီးနဲ့တကွ Great Day တတိမကြီးအောင်ဂုံဒီရှိကမ္ပဏီပိုင်ရှင်ကြီးတူပါရှိနေတဲ့ဒီဝိုင်းကိုရှက်ပြောင်းလာတဲ့နာထွက်မလာရင်လည်းမလာနဲ့လာရင်တော့ဒီဝိုင်းလောက်ဂုံဒီရှိတာမရှိတော့ဘူးဒီလိုပဲလာတဲ့နာအမှန်ပဲဂျီမီကတော့ဂုံဒီရှိဝိုင်းနေပါတယ်စိတ်ဝင်စားကိုတည်းဦးမမောင်တန်းကတော့မမြင်လိုက်ပါဘူးအဲ့ဒီမမဒါဆိုတာတယောက်ယောက်တော့တယောက်ပဲနော်အန်တီဘာများလဲမသိဘူးမြတော့မနေနိုင်မထိုင်နိုင်နဲ့ဒေါ်မြတ်တူကိုတီးတုတ်ကပ်ပြောရတယ်သူ့ကြည့်ရတာဟဲ့ကြီးဟန်ကြီးတော့လုံးဝမရှိဘူးငါလေးကြည့်လေမြင်မှုသလိုလိုရှိလေစဉ်းစားလို့မပေါ်အလူပွဲလန်းတစ်ခုခုမှာစုံမှုထားတာဖြစ်ပါလိမ့်မယ်အန်တီရဲ့အိမ်နောက်တော့စပုံမှုရဲ့အထူးဟင်းလျာကိုစပွဲတိုင်းစီအောင်လို့ဇွဲတို့တွေတည်တည်လိုက်ကြနေတယ်ဘာဖြစ်ဖြစ်စပုံမှုကိုယ်တိုင်ကိုကြထွက်ပြီးတော့တောင်စားပစ်လုံးလိုက်တဲ့ဧည့်သည်ကအထူးကုန်မြင့်ခြင်းခံရတယ်လို့ရှိတော့ဦးကျော်မင်းဒေါ်မြတ်တွေတို့နှုတ်ဆက်ပြီးထွက်လာခဲ့တဲ့ဦးမမောင်တန်းကစိတ်ထဲစလုံးစင်းနေရှိတဲ့ဇွဲတို့တယောက်ကိုတီတိုကတ်မှာခဲ့တယ်ပြီးရင်မင်းတို့စပုံမိုးကြီးကိုငါစီတစ်ချက်လို့စမ်းဟိချက်ချင်းမဟုတ်ဘူးနော်သူနဲ့အလုတ်ချောင်သွားမှာတတိတရလုံးကခေါ်တာဆိုတော့မကြမီသူနဲ့လေးဖို့ချောင်းတဲ့တစ်ချိန်မှာဂျီမီရှူရတတိရှိရလာခဲ့ရတယ်ဒါလို့တကူတကခေါ်တဲ့ချင်းလေးရှာလို့ဘာများပါလဲရဲ့လို့တတင်းတင်းနဲ့တတိရှိနေတဲ့အခန်းကိုဂျီမီတကားခောက်လို့ဝင်သွားပြီးရဲ့နောက်မှာအေးဟုတ်ပြီဘာမှမဟုတ်ပါဘူးတခုမေးဖို့အဲကောင်းဆောင်ကောင်းနေအများကြီးပဲရှိနေတဲ့တရားမှာအဲ့ဒီမိန်းကလေးကမင်းကအော်နာလောက်တာဘာသဘောလဲဆိုတာသိကြလို့ပါကျွန်တော်အော်နာလောက်တဲ့သဘောပဲတော့မဟုတ်ပါဘူးခင်ဗျမိတ်ဆွေဟောင်းမို့တီးတန့်ထွက်ပြီးယူတဆိုင်ပြုတ်မိတာပါဘယ်လိုမိတ်ဆွေဟောင်းလဲဒီက gas အဟောင်းလားလာနေကြလားအဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်မိတ်ဆွေဟောင်းပါဟာအဲ့တော့တမျိုးကြီးဖြစ်သွားတာပေါ့ကွာဥပမာကျွန်တော်ရှိနေရဲ့ဝိုင်းဆိုရင်ခမည်းရောက်လာတဲ့ဆုံးဥပြပြပွဲကိုအခြားတင်ဆုံးဂုံနေရှိလူကြီးနှိုးတောင်ပါတယ်တတိထမင်းစားခိုင်းနေရှိနေတာကျွန်တော်မသိလိုက်လို့ပါသိလိုက်ရင်တတိရှိနေရဝိုင်းကိုအော်နာလုပ်တဲ့နေဆိုတာကျွန်တော်နားလေပါတယ်အခုလာမလို့လို့ခမည်းကိုစိတ်ဆိုပြီးခေါ်ပြောနေရမဟုတ်ဘူးနော်ဘာကြောင့်အားလုံးနေရမှဒီဝိုင်းကိုရွေးချယ်အထူးပြုပြီးအရေးတပေးလုပ်ပြလိုက်ရတယ်လေဆိုတာသိချင်တာတက်တက်ပဲခမည်းမှာအကြောင်းပြချက်ခိုင်ခိုင်နှုံနှုံရှိရတော့မယ်ကျွန်တော်ဒါကိုခမည်းရှင်းမပြနိုင်ရင်ကျွန်တော်ရှိနေတဲ့စပွဲကဘန်လုပ်ငန်းရှင်တတိမကြီးကိုကျွန်တော်အားနာမျက်နှာပူလိုက်ရတာအတွက်မဖြစ်သိနိုင်မရှိလိမ့်မယ်ဂျီမီရွှေကခေါင်းကြီးငိုင်းဆိုင်လုပ်တယ်စိတ်ဆိုးပြီးခေါ်ပြောတာမဟုတ်ဘူးဆိုပေမဲ့သူနဲ့ဂုံနေရှိလူကြီးလူကောင်တို့ရှိရဝိုင်းကြောပြီးသူတို့ကိုရှာမသွင်းပဲသူတို့ဘာဟုတ်အထူးရှိလို့အရှာသွင်းလိုက်တယ်လို့ခံစားရခြင်းပေါ့တတိတင်းနေပြီဆိုဂျီမီရိတ်တင်ပါရီ။ तू ကဘာတူလဲဘယ်ရလဲ။ तू ကမမဒါဆိုတဲ့တာမန်မိန်းကလေးတယောက်မှတတိ
ကျွန်တော်နဲ့ကငင်းငယ်ချင်းမှာခမရဲ့ငင်းငယ်ချင်းကိုကျွန်တော်ဒီဝိုင်းကိုကြော်ပြီးတော့ဒါကဒီလိုပါအမှန်တိုင်းပြောရင်ကျွန်တော်သူ့ကိုတမင်တကာချီးရလုပ်တဲ့အနေနဲ့လုပ်မိတာပါသူ့အတွက်အရန်ကြေကွယ်ဝမ်းနေစရာယူကျုံမရစရာအဖြစ်ဆိုကြီးကြုံနေရတာကိုကျွန်တော်သိလိုက်ရတဲ့အတွက်ခံစားရလွန်လို့သူ့မှာစိတ်လှုပ်ရှားစရာပျော်စရာရီမောစရာလေးရှိပါစေတော့ရဲ့လို့ကျွန်တော်ဦးမောင်တန်းကမျက်မှောင်ကုန်လို့စိတ်ဝင်စားမှုပူတယ်။ तू ကဘာလို့ကြုံနေရလို့လဲ။ဒါကလှုပ်ရမယ့်ကိစ္စတော့ဖြစ်နေပါတယ်တတိမေးလို့သာပြောပြနေရတာပါ။သူကဘသူ့ကိုမှမသိစေချင်လို့ပိတ်ထားတယ်။ပြောမှသာပြောပါဗျာ။ကျွန်တော်စိတ်ဝင်စားလို့မေးတာပါ။ဂျင်မီကလက်နှစ်ဖက်နောက်ပြေခေါင်းချင်းငုံလို့ငိမ့်နေရက။ तू ကဒီကိုတမင်တကာစိတ်ပြေလက်ပြောက်ရောက်လာတာပါ။ तू ကနောက်ထပ်တစ်လလောက်တွင်တေကိုတေးရမယ်ဘရိန်းကျူမာယောဂခံစားနေရတဲ့သူပါမမျော်လင့်တဲ့စကားမျိုးအကြောင်းအရာမျိုးကြားရတဲ့အတွက်ဦးမောင်တန်းအောင်ဘာဆက်ပြောရမယ်မသိတော့လောက်အာဆေးတက်ခံရသလိုစွန့်ရသွားတယ်နင်ခုနဘသူနဲ့ဖုန်းပြောနေရလဲဘသူရှိမလဲနုနုဆွေရဲ့ငါစီနေ့စီပုံမှန်ဆက်တာဒီနေ့အောင်ပဲရှိတာကိုလင်းအောင်မောအင်းမောသူလည်းငါစီနေ့တိုင်းလောက်ပဲရောက်လာတာဟာနေမမရှိနေလေဆိုတော့ငါသိလိမ့်မယ်ကြီးသူကထင်နေတာသူ့ဟန်ဖုန်းနံပါတ်တောင်ငါ့ကိုပေးထားတယ်နင်ဗမာလေးဖူးစာရဲ့ငါ့ကိုပြောပြစမ်းပါနေရှန်ကုန်မှာတော့မဟုတ်ဘူးလို့ငါလို့ထင်နေတယ် GSM ဖုန်းလိုက်မိတဲ့တမျိုးမျိုးမှာနေရှိနေရပဲဖြစ်ရမှာနေမျိုးတွေဘယ်နှမှာရှိတာလဲဆိုတာငါလည်းမသိဘူးဖူးစာကပြုံးမိတယ်မသိရလို့လည်းဘာမှမထူပါဘူးနှုတ်ဆွေရဲ့သိရလည်းပဲနေလို့တစ်ဖက်နဲ့လာနိုင်မှာမဟုတ်ပဲဟာအိုးဒါကငါဆုံးမြတ်ချက်ပါနေနာမှာရှိနေခြင်းတဲ့စိတ်ကပိုပြင်းထန်ရင်ငါလို့ကိုခွင့်ယူလို့ရရင်ရမရရင်ထွက်ပြစ်မှာပေါ့ဘာအကျိုးမှမရှိပဲနေအဲ့လိုတွေရှောက်လို့မှလဲဆိုလို့ငါပြောတာဟာအေးပါဟာနေရနေနိုင်နေပေါ့ဒီအချိန်မှာဘသူ့မှနေမလို့အပ်ဘူးပေါ့နေတဲ့ဘောမှာဖူးစာရင်နုနုဆွေကပြောရင်းနဲ့ငိုတန်ပါလာပြန်နေဖူးစာရှင်နဲ့လေးနာကျင်လို့ငါဘသူ့မှဒုက္ခမပေးချင်တာပါနှုတ်ဆွေရဲ့နေနဲ့လောက်မချစ်ခင်မိမယ်ငါအကြောင်းသိသွားရင်ငါစီလာတွေးချင်မဲ့လူတွေငါတို့ကုံတိုင်းမှာလည်းရှိပါသေးတယ်ဘာလို့မှလဲဟာအလကားကတင်လင်တာဒုက္ခရအောင်မတိမချင်းပူဆွေးဝမ်းနေနေကြရအောင်ခုပဲကြည့်နေတိတာတော့ငါမတိမချင်းနေပူဆွေးနေရပြီငါရှိရဲ့နေရာနေတိပြီးရောက်လာခင်ခုထပ်ပိုးပူဆွေးစရာဖြစ်အောင်ပါနေကောင်းရဲ့လားပူစာကောင်းပါရဲ့နှုတ်ဆွေရဲ့ခေါင်းမူလားခေါင်းကြိုက်လားမင်းညာတော့ငါနေလေပဲရှောက်သွားနေလို့ထင်နေညမှာခေါင်းနဲ့ကြိုက်တယ်ဘယ်လေးရှောက်သွားနေရလဲဒီလိုပဲဟိုနားဒီနာအပြင်းပြေနေစေးတောင်လားဟမ်ဒီစင်းကြီးကဘာထူးမှမို့လဲပျောက်ကင်းစင်မှမဟုတ်တာနည်းနည်းတက်တောင့်တက်တာရှိစီဖို့ပဲမဟုတ်လားငါမှဘာမှမခံစားနေရတာမတော့ပါဘူးဟာကိုလင်းအောင်လည်းတနာပါရဲ့ဟာ तू ကဘာဖြစ်လို့ဖြစ်ပြီးဘယ်ရောက်လို့ရောက်နေမှလည်းမသိဖြစ်သွားတာဆိုတော့ तू ကပို့ဆိုးတာပေါ့နင်မှာဘာပြဿနာတစ်ခုတက်သွားတယ်လေပဲ तू ထင်နေရမျက်နှာဝဲပြက်နေရပဲစင်ကာပူကနေကိုလိပ်စာတွေပါတော့ငါ့ကိုလာမေးသေးတယ်တိမြသိရရင်အဲ့ဒီထီမြလိုက်မလားမသိဘူးအော်မိုက်ပြောသေးတယ်နင်တို့အောက်ထပ်ဖုန်းနင့်ကိုဖုန်းဆက်တယ်တဲ့အကျိုးအကြောင်းမေးဖို့နေမှာပေါ့မိုက်ရမရှိဘူးတူမနဲ့ပဲတွေ့သွားတာအိမ်အောင်သွားပါတယ်ပြောလိုက်တော့နင့်ကိုလည်းခုလောက်ဆိုစဉ်းစားကြက်နေတော့ပြီး तू သိထားတာအိမ်ကားမယ်ပဲသိထားတာမလားနင့်ကိုလည်းနေတခုခုတော့ဆက်သွယ်တင်ပြောနေတယ်သူတို့မှလည်းမရေမရနဲ့တမျောဖြစ်နေမှာပေါ့ဖူးစာကြီးဟုတ်တော့ဟုတ်ပါတယ်ဖူးစာလည်းကိုတန်ဖုန်းဆက်ခြင်းတယ်တကယ်တမ်းမှဒီစကားတွေကိုကိုပြောထနိုင်မှမလွယ်ဘူးပြောမေ့ပြောရင်လည်းတည်ငြိမ်ပဲပြောချင်တာငိုကြီးချက်မနဲ့မပြောလို့ကိုမှအဝေးကြီးကနေရင်းနေဘူးဘလောင်နေဘူးပြီးဖူးစာရင်ငိုတန်းနေကြမှာလာမြတ်ပူရင်းမနေစီလို့စိတ်ကိုလျှော်ပြီးလွတ်လွတ်လပ်လပ်ပျော်ပျော်ပေါ့ပေါ့လေးပဲနေသွားတော့မယ်လို့စဉ်းစားခဲ့ပေမဲ့တကယ်တမ်းတော့လေရှင်နဲ့ပေါ့ပေါ့လေးနေမရဘူးချစ်သူခင်သူတွေအားလုံးနဲ့ဝေးမှဆိုတော့လွမ်းစုခန်းစားနေရတာပါနုနုဆွေဖုန်းချသွားပြီးတော့ဖူးစာအိမ်ရပေါ်မှာလေးလျောက်ပြီးကိုယ့်အဖြစ်ကိုရှင်နာနာနဲ့တွေးနေမိတယ်တယောက်တည်းအားငယ်လိုက်တာညဆိုပိုးဆူးတယ်ပင်လယ်ကမ်းခြေမို့လိုင်းမို့တန်ကြီးတွေကတဝုံဝုံနဲ့ရင်ကိုပိုးပြီးဟာလူခြောက်ကြစီတယ်ညမှာမျက်စိတွေကျင်းနေတက်ပြီးမနဲ့ဆိုအိပ်ရမနှူးတေချင်းတရားဆိုတာလေလူကိုချောင်းလန့်သားပဲငါအိပ်ပျော်နေမြမသေးလိုက်ရပဲတေးသွားပြီးနောက်မနေ့ကျနိုးမလာတော့ပဲနေမလားတွေးလို့တုံလုံးမိတက်တော့ညသိအိမ်မပြောနိုင်တာမနဲ့မနိုးလာတဲ့အခါမှာငါမသေးသေးပါလားဆိုပြီးရှင်နှမမှတက်ပြင်းချနိုင်ရတယ်တကယ်တော့အိပ်ပျော်နေကြတေးသွားမှအငိမ့်ဆုံးပါပဲကိုကကြောက်မဲ့တာကြောက်နေတာအိမ်နေအောင်တေးသွားတော့ကိုဘာမှမခံစားရတော့ဘူးပေါ့တွေးမပူရတော့ဘူးပေါ့ဖူးစာနိုင်ငံသားသွားရင်အပီးပြန်မလာတော့ဘူးလို့စိတ်ကူးထားလို့လားဒါညနေကဦးလင်းမေးတဲ့စကားအပီးခွဲရတော့မှမို့ကြိုတင်လေးကျနေရလို့ဖူးစာရဲ့စကားကိုသူကဒီလိုပဲအတိတ်ပဲကောက်ယူမှာပေါ့ဖူးစာပြန်မလာလဲကျွန်တော်အဲ့ဒီကိုလိုက်လာမှာပဲ
ဦးလေးစကားကိုပြန်ကြားရအောင်ပြီးတော့ជីជីနူးနူးလေးပြုံးနေမိပြန်နေတန်ရောစင်ကြီးတဲ့သူတွေနဲ့ခွဲခွာဖို့ကြိုတင်လေးကျင်ထားတာဆိုတော့မဖူးစာကျွန်တော်တန်ရောစင်ကြီးတယ်ဆိုတဲ့သဘောပေါ့နော်ဝမ်းမယ်တားတော့မလို့ဝမ်းမယ်နေရတော့မလို့ပဲဖူးစာရဲ့စီစဉ်လေးကိုသိပြရစီသိခွင့်ပြုပါခါခါရရသူတောင်းဆိုနေခဲ့ရှာတယ်ဖူးစာဘယ်မှာဆိုတာသိရရင်ရှေ့ဆုံးကပြေးလာမယ်သူကအိုးလေးနဲ့နုနုဆွေစွာဖူးစာတည်တယ်ရောက်ကိုလာမှာမဖြစ်သေးပါဘူးခုလောလောဆယ်မှာမြေဖူးစာဒေါ်မြမြထွေမမများတို့နဲ့ရှင်နှင်းငင်းနဲ့ပေါင်းခဲ့ရီဆိုတဲ့အခန်းမှာဆုံးအနိတ်ခံနဲ့ message အခန်းမှာဆုံးရေကူးကန်မှာဆုံးစားတောက်ကန်မှာဆုံးတပြေးပြေးခင်မမေရှိနေခဲ့ပြီခင်မမေရှိပေမဲ့ဖူးစာကတော့မရဲတဲ့ပဲရှောင်မမဲလေးနေပဲစကားပြောဆိုကြရင်လည်းကောင်းလေးကိုငုံချလျက်နေတာဖူးစာကဘသူလဲလို့လှမ်းမေးလိုက်တော့လေအဲ့ရထပြီးနေပြီသူ့ကောင်တန်ရှင်းလုံးနေကြခိုင်ခိုင်မဲဖြစ်ပါလိမ့်မယ်ခိုင်ခိုင်ကအဖေါ်မရှိတဲ့ဖူးစာကိုသူအားရင်အားသူအဖေါ်လာပြုပြီးစကားစပြီးပြောနေကြမမထင်းတဲ့အတိုင်းခိုင်ခိုင်ပဲဒါပေမဲ့ခိုင်ခိုင်တန်ကမောကြီးပန်းကြီးနိုင်နေဖူးစာတကားတော့ကိုသွားလဲဖွင့်ပြီးနေလာလေးခိုင်ခိုင်မမအခန်းထဲဝင်လာတဲ့ခိုင်ခိုင်မျက်နှာလေးကကတုံငင်ရှိပြီးအတန်းလေးတုံးလုံးနေလို့မျက်လုံးလေးကဖူးစာကိုတက်တဲ့စူဆိုင်ထွင်းမောက်ကဲခတ်နေရဘာဖြစ်လို့လဲခိုင်ခိုင်မမလူတွေပြောနေကြတာလူတော်များများတိတ်တိတ်လေးပြောနေကြတယ်ဘာဟုတ်လဲဘာတဲ့လဲမမကလေဖူးစာမျက်ခုံးလေးတုံသွားတယ်ဘာဖြစ်တယ်လဲမမစိတ်မဆိုးပါနဲ့နော်မဆိုးပါဘူးခိုင်ခိုင်ရဲ့ဟုတ်လေမမမကြခင်တေတော့မှာတဲ့ကင်ဆာဆိုလားယောဂကျွမ်းနေရတဲ့မဟုတ်ဘူးမလားရင်တလပဲခံတော့မှာတဲ့မမကတလောက်ဆူဆူပြပြဖြူစင်စင်လှပနေဟာဘလို့လို့ကင်ဆာဖြစ်နိုင်မှာလဲမဟုတ်ဘူးမလားမမဖူးစာတပြင်းတစ်ချက်ချမိတယ်စကားဆိုတော့နည်းနည်းချင်းကိုင်းနဲ့ကွဲလွဲမှုလေးတော့ရှိလာပေါ့ဒါပေမဲ့စိတ်ချင်းချက်ပင်ပန်းသွားမိတယ်ညီမကိုဘာသူပြောလဲဟိုတနေ့ကမမနဲ့ရင်နှွေးချိုးကမ်းမှာစကားပြောတဲ့အမကြီးတို့လေတားမိလားမသိတဲ့ဟာလေသဘောကောင်းတဲ့အန်တီတို့သူတို့ကကျမကိုခေါ်မိတာမမရဲ့မဟုတ်ရင်လည်းရှောင်မပြောပါနဲ့နော်တဲ့ကျမမမကန်ကိုပင်နိုင်ဝင်ထွက်နေတော့မမနဲ့ရင်းနှီးပုံရလို့တီများတီသလားလို့မေးကြည့်တာတဲ့မမကိုဒီဟိုတယ်ကိုနှစ်တိုင်းလာနေကြဖောက်တဲ့ဧည့်သည်ထင်းနေတာသူတို့ကိုဥပဒဝါဆိုလည်းမသိဘူးပြောပြလို့တဲ့ညီမကဘာပြောလိုက်လဲကျမမှမသိတာမသိဘူးပေါ့ဒါမဲ့အဲ့လိုကြီးကြတော့ရှင်းနှုံသွားပြီးဟိုတီနည်းနည်းမေးကြည့်မိတယ်တချို့ကဟုတ်တယ်လို့ပြောနေကြတယ်မမရဲ့တချို့ကလူတော်များများပြောနေတဲ့သဘောပေါ့ဟုတ်ဖူးစာငိုင်းနေမိတယ်သူတို့ကဘသူကများအဲ့ဒီအန်တီတို့ကိုဟိုမိမငငယ်လေးနဲ့တွဲလာတဲ့လူကြီးကပြောပြတာတဲ့ဖူးစာကမျက်နှာလေးကိုလက်ဖွားနဲ့ပုတ်တက်နေမိတယ်ဖူးစာပြောမိတာဆိုလို့ဂျီမီတယောက်တည်းရှိတော့မို့ဂျီမီစီယာဝဲထွက်တာဖြစ်ဖို့များတယ်ဒါပေမဲ့ဂျီမီကလက်ကားနေရင်နှုတ်ဖွားဖွားနဲ့သတင်းလိုက်ဖြတ်နေမယ်သူမျိုးမဟုတ်ဘူးအကြောင်းတစ်ခုရှိလိမ့်မှာဒါကြောင့်ဒီနေကင်းဒီညနေတို့မှာဖူးဆိုင်နဲ့ရင်ဆိုင်တွေရဲ့တချို့သောလူတွေကခလိုင်းတဲ့အထူးတလဲအရေးတီကိုရှိနေကြမှာထင်မိတာကိစ္စမရှိပါဘူးလေမဟုတ်ဘူးမလားမမကြားရသူလည်းကြားနေပြီဆိုတော့အလကားနေရင်လိန်ပြောမနေချင်ပါဘူးဟုတ်တယ်ပဲဆိုပါစို့ညီမရေရှင်မမရဲ့ယောဂဝေဒနာအမရဲ့တက်တန်းကိုတက်လာပဲဆက်နေနိုင်စေလိမ့်မှာဒါပေမဲ့ကင်ဆာတော့မဟုတ်ပါဘူးတက်လာပဲနေရတော့မယ်မမကလေဟာမမကဒီလောက်ချောချောလှလှလေးနဲ့စိုးစိုးပြပြရှိနေရမဖြစ်နိုင်ပါဘူးဖွာမဖြစ်ပါစေနဲ့မမရေတန်အောင်စင်ဆိုတာများလေတဲခက်ပါလားအခုမှစတင်မြင်မှုကြတာ၄-၅ရက်ရှိရသေးတဲ့ဟော်တရား housekeeper မိန်းကလေးနဲ့လေအပြန်အလှန်ခင်မေတန်အောင်စီတွေ့မိပြန်သေးတယ်ခိုင်ခဲကငုံမဲမဲနဲ့ဖူးစာကိုငေးဆိုင်ကြည့်ဖူးစာလည်းငိုင်းလို့ညင်နေမိတယ်ကိုတရားတော့မယ်ဆိုတာလူတွေအများကြီးသိကုန်ကြပြီဆက်ရှုပ်စရာကောင်းလိုက်တာဦးလင်းရဲ့မေမေလည်းသိပြီဒါပေမဲ့သူတို့ကဖူးစာကိုမမထားရဲ့လူသာထင်နေသိနေကြတော့တမျိုးတော့စိတ်ရရတယ်လူဆိုတာတော့အကြောင်းအရာဖြစ်ပျက်ဆန်းဆန်းတစ်ခုသိရရင်တစင်းသိပ်ဖြန့်ဝင်ခြင်းကြတာပဲအပြက်ခံရသူကလည်းသိချင်စမြဲပါသတင်းဖြန့်ကြတဲ့သူတွေကိုဖူးစာဘလို့မှသဘောမထားဘူးမမကြောက်ဘူးလားယင်ကြောက်တော့ခိုင်ခိုင်ရဲ့ဒါပေမဲ့ဘယ်တက်နိုင်မှာလဲစေကူလို့လည်းမရတော့ဘူးလားနိုင်ငံသားမှာသွားခွဲစိတ်ရင်တော့အောင်မြင်ခြင်းမအောင်မြင်ပါအဲ့ဒါလို့သွားခွဲဖို့ပတ်စံလည်းမမရှိဘူးမမတတိပေးဟာဘသူကပြောလဲတရက်စာကိုတိန်းနာကန်နေရဟောတယ်ထမင်းမာစာတော့တိန်းချီရောဒီလိုဟောတယ်မျိုးမှာလာတဲကိုနိုင်နေရက်ကြနေနိုင်နေဆိုမှတော့တတိပေါ်မမလေးမဟုတ်ပါဘူးမမရှိရဲ့ပတ်စံလေးကုန်းတေမဲရက်လေးစီအတော်တော့ပဲမှန်းထားတာပါတင်မြတိုက်ခန်းလေးရောင်းပြီးဒီကိုလာတာခိုင်ခိုင်တကားမှမရောက်ဘူးလေကန်းစီပြီးတော့ချစ်တဲ့ခင်နဲ့တန်ဟောစီကြီးရဲ့သူတွေနဲ့လည်းမနီးရနေရအချိန်စီရင်ကိုကလူမသိသူမသိလေးပဲတိတ်စိတ်သိချင်တဲ့ခိုင်ခိုင်ရဲ့
ဒါပေမဲ့တိုက်ခန်းကိုကြောင်းပစ္စည်းတွေပေးကမ်းဖြစ်ပြီးလက်ထဲရှိသမျှငွေလူနှန်းဖြုံးသုံးနေတာလက်ထဲကျန်တော့လေဘာလို့မှလည်းခိုင်ခိုင်အမနေရာမှာတစ်လပတ်ဝန်းကျင်လောက်ပြီအဲ့ဒါကိုစားသိရတဲ့နေရာနေခုထိဆိုရင်တပတ်ကျော်သွားပြီတကယ်တော့အမသေးလို့လည်းဘာမှမဖြစ်ဘူးဘယ်သူမှမထိခိုက်ဘူးအမမှမိဘလည်းမရှိအိမ်အောင်လည်းမရှိအမသေးတဲ့အတွက်ဒုက္ခရောက်မဲ့သူလည်းမရှိပါဘူးသိပြောပါလေဟမ်ကိုသေးလို့ဘယ်သူမှဒုက္ခမရောက်နိုင်တာနဲ့သိပြောရစီရလားမမတက်ရွယ်လေးနဲ့လှပလေးနဲ့ဘဝမှာအနေပြောဆုံးအချိန်မှာမမစိတ်မလျှော့ပါနဲ့မမရေစီးတယ်ကိုကြည့်ပါဦးမမကိုမနှမျောပေမဲ့ကျမနှမျောလွန်းလို့ပါဖူးစာဟာရိုးသားပွင့်လင်းလာတဲ့ခိုင်ခိုင်ကိုဦးကောင်းလေးကိုတက်ရင်ပြုံးမိတယ်အိမ်တော်မရှိလေချစ်သူလေးပါလေတော့မရှိဘူးလားမမရေခိုင်ခိုင်ကလေတွေးပဲတွေးတတ်တယ်ဟုတ်တယ်လေမမတလောက်လာတာမမချစ်သူဘလောက်ရင်ကျိုးမှလဲမမလောက်ရုပ်ရည်မျိုးမပြောနဲ့ကျမတော့ဒီရုပ်ဒီရည်နဲ့ချစ်သူတယောက်တော့ရှိသေးရပဲစပွဲထုတဲ့ညိုသွေးလေးအဲ့ဒါကျမကြီးစားဖို့မမမရောမရှိဘူးလားဖူးစာကရင်နဲ့နေတင်နေနဲ့ငိုချင်စိတ်ပေါက်လာတယ်တမဲ့တရာကိုကောင်းလာတဲ့ဒီလောကကြီးကိုဘလို့ခွန်အားနဲ့များနှုတ်ဆက်ကြောခိုင်းပြီးထွက်သွားရပါမလဲမမသူရောအခုမှမလဲသူဒါတွေမသိပါဘူးဖိုးစာနောက်ကလှုပ်ခနဲ့ထွက်သွားမိတယ်ဟဲမမရေသူ့ကိုပေးမသိဘူးဟုတ်လားသူလိုများခံစားရပါမလဲသူ့ကိုဖွင့်ပြောပြဖို့တင့်ပါတယ်ပြီးတော့သူသာတီးခွင့်ရရင်ဒီလိုရပိုင်းအချိန်မှာသူမမကိုပြူပြူဆူဆူယူရရလူသမျှဖြစ်စီပေးချင်မှာပေါ့ဖိုးစာစကားတက်လာတွေးတက်လာတဲ့ housekeeper လေးကိုတတိလဲလို့ကြောင်ငယ်ကြည့်နေမိရကရင်ထဲတော်ရင်နာကျင်လာတယ်သူကများတိတ်ပြီးမတရားကြပါလားဦးလေးသိချင်ပါပဲကိုရိုချင်းတရားဝင်ပတ်သက်တယ်လို့ဆိုပေမဲ့ဖူးစာကိုယ်တိုင်ကသူ့အပေါ်တန်ဝန်းစင်ရေပတ်နှောက်တယ်မိကြောင်ဟိုးရင်ကြောကိုတာဝန်မြူရခင်နေရသူလည်းရိမ့်မိပြီးနေမှာပေါ့မမတည်သွားမှာပဲတေးပါရောလားလို့သူသိခွင့်ရမယ်ဖြစ်မြင်တော့ရက်ဆက်ဟာကြာလုံးပါတယ်မမရေဖူးစာရင်ထဲထိတ်တုံပြီးတယ်လီဖုန်းလေးကောက်ကန်လိုက်တယ်အခန်းထဲကဖွင့်ရန်နာလေးကိုထွက်လာခဲ့တယ်ပင်လေကိုဖြတ်သန်းတိုက်ခတ်လာတဲ့လီယာအေးပြီးတော့နှုတ်သက်လက်ဆက်တယ်ဦးလေးရေခွဲကြရတော့မှာနော်ဖူးစာရဲ့လက်ချောင်းလေးတွေကဦးလေးရဲ့ဖုန်းနံပါတ်ကိုနှိမ့်မြင့်လျက်တာဟယ်လိုဖူးစာဘာဖြစ်လို့လဲဒါမှစဉ်အချိန်မြင့်စိတ်ပူနေပုံရတဲ့အလင်းရောင်ကတိတ်မကြသေးမီယာမှာဖုန်းစကားပြောပြီးထားပြီးခုတစ်ချိန်မကြမီထပ်ခေါ်လိုက်တဲ့အတွက်အလန့်တကြားစိတ်ပူသွားမှုရပါတယ်ဦးလေးဖူးစာပြောလေဘာပြောချင်လို့လဲဖူးစာဖြည်းဖြည်းလေးဆိုင်ငင်လာမိယာကတိုးတိုးတင်းတင်းငိုချလိုက်တယ်ဖူးစာငိုနေရလားကျွန်တော်စိတ်ပူအောင်မလုပ်ပါနဲ့ဗျာလာပါရစီဖူးစာအခုဘယ်မှာလဲဘယ်ရောက်နေလဲဦးလေးဖူးစာဘယ်မှာဆိုတာတော့မပြောပြရစေနဲ့တော့ဒါပေမဲ့ဖူးစာအခုလိုဘသူ့ကိုမှဘာမှအတိမခံမဲ့အဝေးထွက်သွားခဲ့တာအကြောင်းရှိပါတယ်ဦးလင်းသိသိချင်မှပဲဆိုတာလေကိုချင်းစားတယ်မပြောခဲ့တာလေပြောမထက်တာကြောင့်မှဦးလင်းရဲ့အခုဖူးစာဘာဖြစ်နေလဲပြောဘာပြဿနာဖြစ်ဘယ်လောက်ဒုက္ခရောက်နေကျွန်တော်အားလုံးတောင်းရင်ဖြည့်ရှင်းမိမှာဦးလေးဖူးစာလေနောက်ထပ်တစ်လပဲအသက်ရှင်ဝင်ရှိတော့တယ်ဘာဖူးစာတစ်လလောက်နေသိရတော့မှာဘာဖြစ်လို့သိရမှာလဲဖူးစာဘာဖြစ်နေလို့လဲဖူးစာ brain စုမှာဖြစ်နေရဘာနုစီအားလုံးသိပါတယ်ဟိုတလုံးကချော်လဲလိမ့်ကြပြီးတတိလစ်သွားလို့ခေါင်းကို brain scan ရိုက်ကြည့်လိုက်တော့ဖူးစာရဲ့အုံနောက်ထဲမှာကျူမလုံးတွေတော်များများအခြေအနေလိုနေပြီဦးလေးရဲ့အင်္ဂလန်မှာခွဲရင်တော့အောင်မြင်မှုမသေးကြတော့ဘူးအများကြီးပွားနေပြီဖူးစာကဝေဒနာတိတိတတ်တော့မခံစားရသေးပြီမဲ့အခြေအနေကနောက်ထပ်တစ်လကျော်လောက်ထက်ပိုသက်ရှင်နေကြအကြောင်းမရှိရတဲ့အခြေအနေပါဖူးစာတကယ်ပြောနေရလားတကယ်ပါဦးလေးရဲ့နုဆွေသိပါတယ်သူလည်းဖူးစာဘယ်မှလည်းမသိတော့ဒီဖုန်းကိုပဲနေ့တိုင်းဆက်ပြီးငိုနေရပါသူ့ဆရာကြီးကိုယ်တိုင်ခေါ်ပြောတာပါဖူးစာတပတ်ကအလင်းရောင်ရဲ့အတန်ကအက်ကွဲပြီးတိမ်ဆုပ်ဝင်သွားတယ်ခွဲရင်တော့ရှေ့မွေ့ရရင်တော့ခတ်နေနေဒါပဲအရင်ဆိုပြီးခွဲမလားဆိုရင်တော့အဲ့လိုခွဲစိတ်ကူးတာဖို့စီလေဖူးစာမတက်နိုင်ပါဘူးဒါကြောင့်စင်ကာပူကိုလည်းမလိုက်တော့ဘူးလို့ဆုံးဖြတ်ပြီးအခန်းကိုရောင်းရတဲ့ငွေတွေလှူတာလူ3နာ3နဲ့လူသိတွေမရှိတဲ့ခက်လန်းလန်းတင်နေရဘူးဖူးစာထွက်လာခဲ့တာပါအဲ့ဒါဗမာလေးဖူးစာအလင်းအောင်တန်ကနာကျင်ကြည်ခွေးတယ်တယောက်တည်းအဖော်မရှိပါမရှိကျမ်းမာကြီးချုပ်ရင်းမှုကြီးနဲ့ဘလို့နေမှလဲဖူးစာမင်းပါမလဲမပြောချင်ရန်ကုန်ပြန်လာခဲ့ပါဝိုင်းဝန်းတိုင်ပြီးစူးစမ်းကြည့်အောင်လုံးဝမပြောင်းခင်းတော့ဆိုတာမှန်ရင်တော့နေရဖို့အချိန်လေးတွေကိုကိုတက်နိုင်တဲ့လောက်ဆွဲဆန့်ပေးကြည့်ပြစီတောင်းမှန်ပါတယ်ဖူးစာရဲ့ပြန်လာခဲ့ပါ
ဦးလေးတို့နုနုဆိုတို့လက်ထဲမှာမသေးပြားစီနဲ့ဦးလေးရဲ့ဖူးစာကတရှိုက်ရှိုက်ငိုကြည့်တယ်ဦးလေးအတန်လည်းလုံးဝတိတ်လို့ပြောက်ွယ်နေလိုက်တယ်သူလည်းပဲလူသူမသိအောင်တိတ်တိတ်လေးများငိုနေလေမလားကို့ကိုအဲ့ဒါလောက်ရဲဆက်ဆက်ထားမသွားပါနဲ့ဖူးစာရဲ့ဦးလေးကိုရက်ဆက်ချင်တာမဟုတ်ပါဘူးမရက်ဆက်ရက်ပါဘူးဖူးစာရဲ့အသက်လုံးတွေကမခိုက်နာပါခံနိုင်မရှိလို့ပါမင်းကိုချစ်တယ်မဟုတ်လားဖူးစာအလင်းရောင်ရဲ့မိကွန်းတန်ကဖူးစာနာတယ်အချိန်ချင်းထက်ထက်ပဲ့တင်ရိုက်ခဲ့တယ်သူ့အတန်ကဒဏ်ရာရနေတဲ့နာကျင်ဆင်းရဲနေတဲ့တန်ဦးလေးရဲ့ဘဝချင်းမနီးစပ်ဘူးဆိုပြီးညင်းခဲ့တာပါခုတော့ဘဝချင်းကခြားတောင်ခြားသွားတော့မှဘာမှမပြောနိုင်တာဖူးစာကိုခွက်လွတ်ပါနော်ဖူးစာကမျက်ရည်အဆူဆူလူလူနဲ့ဖုန်းကိုပါပေါင်အပီးပိတ်ချလိုက်တယ်ပရိသတ်များရှင်ဒီမှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တယ်ဘဝရဲ့ချုံမြင်သောစိတ်ပိုင်းဆိုတဲ့ဇလန်းလေးရဲ့တတိယပိုင်းကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကကြားနေတတ်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇလန်းလေးကိုဖတ်ပြနေဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်ရှင်